လူရည်လို့ဖြစ်လာရင်တစ်လူပိသအောင်နေတတ်ရနှစ်လူဖြစ်ကြိုးနတ်အောင်အသုံးချတတ်ရလူဆိုတာဘာခေါ်လဲဘာမှမသိတာလူဆိုတာကိုချင်းစာတရားရှိတာကိုဗာလဲလူစင်ကျင်တုံတရားရှိတာလူမထာနော်လူဆိုတာဘာရှိရစင်ကျင်တုံတရားရှိရမယ်ကိုချင်းစာတရားရှိရအသိဉာဏ်ရှိလို့ဘာခေါ်တာဒါဖြင့်အသိဉာဏ်ရှိတဲ့လူဆိုရင်အကောင်းအဆိုးအကြောင်းအကျိုးအမှားမှန်ကိုပိုင်းခြားနိုင်စွာလူဘဝဟာတန်ဖိုးရှိမရှိဘာလို့တန်ဖိုးရှိလဲအကောင်းအကျိုးရကဲလို့ဒါဆိုတော့သိမကြဘူးသေးဘူးဟုတ်ပြီပြောပေးမယ်မသိသေးပြောရမှာပေါ့နော်လူလို့ဖြစ်လာပြီလူဆိုတာဘာခေါ်လဲမှမသိရင်လည်းဒါအဓိပ္ပာယ်တော့မရှိသေးဘူးနောက်လူပိသအောင်ဘယ်လိုလုပ်ရမလဲနော်အဲ့တော့လူဖြစ်ကျိုးနတ်အောင်ဆိုတဲ့နေရာမှာဒါတွေသိဖို့ဆိုတာလူတန်ဖိုးကလေးသိမှပေါ့ဘုရားရှင်ကိုရောမြတ်ကြီးကတော့မနုဿတ္တဘာဝလောဒုံလဘောလောကသမိန်လောကကြီးတဲ့၌မနုဿတ္တဘာဝဟောဒီလူဘဝဆိုတာကွာတဲ့ဒုံလဘောအမတမ်းမှရခဲ့တယ်ပြောထားတာမရှိဘူးလားဒါအားလုံးလည်းကြားဘူးတယ်ဗြဟ္မပြည်ကအတ္တဇင်းလူပြည်ကအတ္တဇင်းဟုတ်လားသဘောတရားတွေကထွန်တုံးပေါက်ကြီးနဲ့တပေါက်ထဲသာရှိတဲ့ထွန်တုံးကြီးနဲ့လိတ်ကန်းကြီးနဲ့တွေးဖို့ဆိုတာတွေလေကြားတော့ကြားဘူးတာပဲအဲ့ဒါဘာလို့လူဘဝရခဲ့တယ်လို့ပြောသလဲဒါတော့မစီစစ်ဘူးဆိုရင်ကိုဘဝလေးကိုအသုံးချတတ်ပါမလားချတတ်ပါဘူးဗျာအဲ့ဒါဆိုတန်ဖိုးရှိပါဦးမလားရှိပါဘူးဗျာလူတန်ဖိုးဘာနဲ့တိုင်းသလဲကြည့်အောင်ကျန်တဲ့ကိစ္စတွေအသာထားတို့ဗုဒ္ဓဘာသာဝင်တွေနေနဲ့နားအလယ်နိုင်ဆုံးနဲ့နားအလယ်သင့်ဆုံးကိစ္စကိုပဲအရင်ပြောပြီနော်ဒါနာဘေကံစွန့်ကြဲလူဒန်းခြင်းဘေကံခြင်းစွန့်ကြဲခြင်းလူဒန်းခြင်းသုံးမျိုးပြောတယ်နော်ဘေကံတယ်ဆိုတာမရှိစင်ရသာနွမ်းပါချွတ်တဲ့သူတွေကိုဘေကံစွန့်ကြဲတယ်ဆိုတာကကိုတပည့်သားမြေလှုပ်ဖို့ကင်ဘက်ဥမာလဲပိုင်းရှင်းဆိုရင်လဲစိုက်တဲ့လူတွေထွန်ရက်သူတွေရိတ်သိမ်းသူတွေအလုသမားတွေကိုစွန့်ချဲတယ်ဝိငါဟုတ်ပြီနော်လောက်ခါကတတ်တတ်ပဲကျွေးမွေးစောင့်ရှောက်တာတတ်တတ်ပဲလောက်အားအမြတ်ပေါ်မှာရတဲ့အမြတ်ပေါ်အားလုံးအတွက်ဒီနေ့တော့ဟင်းငါစပါးစီလဲကောင်းလို့နည်းနည်းမြတ်တယ်ကွာငါလဲဒီနေ့ကောက်ဆိုင်တဲ့လူတွေရော့လုံကြီးတစ်ထဲစီအင်ကြီးတစ်ထဲစီပေးဘူးလားအဲ့ဒါအရေးကြီးတယ်နော်အဲ့ဒါသူတို့ဆိုင်လို့ကိုယ်လဲရတာဟုတ်အဲ့ဒါအပြန်လန်စွန့်ကြဲတယ်တပိသားမြေဆွေမျိုးညာတကအဲ့ဒါအရေးကြီးတယ်လှူဒန်းတယ်ကိုယ့်ထက်မြင့်မြတ်သူနော်မိမိတဲ့စင်ကြယ်သူမိမိတဲ့အသက်ကြီးသူဂုံသိက္ခာကြီးသူတို့ကိုကြတာပါဗျလူဒန်းအဲ့ဒါဒါနပေါ့လေအဲ့ဒီဒါနကိုအပယ်လေးပုံမှာလုပ်လို့ရနိုင်လားအပယ်ပုံသားဖြစ်နေတဲ့အချိန်ဘယ်နဲ့လို့ဒါနလုပ်မလဲဟုတ်ပြီနတ်ပြည်မှာရောနတ်ပြည်ကလည်းသူ့စည်းစိမ်နဲ့သူနေတာခင်ဗျားတို့ဖိတ်စာဝေလို့ငါမင်္ဂလာဆောင်လို့လာအောင်ဆိုလည်းမလာဘူးအလူလုံးမလို့လာစားလဲဆိုဘယ်မှလာမစားဘူးသူစည်းစိမ်နဲ့သူနေတာအဲ့တော့နတ်ပြည်မှာအလူလုံးလို့မရဘူးဗြဟ္မပြည်မှာဗြဟ္မသားဆိုးသေးဗြဟ္မကဘာစားမှမစားဘူးသူတို့ရသွားတဲ့ဇန်သမဘပီတိကလေးနဲ့ပဲနေတာဖြစ်တော့ဘာလူလို့မှမရအဲ့တော့အလူကဘယ်ပုံမဲလုံးနိုင်လဲ
အဲ့ဒါလူဘဝရဲ့တန်ဖိုးလူဘဝဘာကြောင့်တန်ဖိုးရှိလဲလို့မေးရင်ဘာကြောင့်ရခဲ့သလဲလို့မေးရင်လူဘုံလူလောကလူဘဝမှာတိဒါနတွေလုပ်လို့ရတယ်နှစ်သီလငရဲတိရစ္ဆာန်ပြိတ္တာအသူရကယ်ဘုံမှာသီလဆောက်တည်လို့ဘုံမှာကြီးနိုင်ငယ်ညင်နိုင်ရာစာဥသူကတွဲနေတာဘယ်သီလမှလုပ်လို့မရနတ်ပြည်ရောနတ်ပြည်လည်းသီလဆောက်တည်လို့မရနတ်ပြည်မှာသခိုးကြိုးဖို့မှမရှိပဲကိုယ်စည်းစိမ်နဲ့ကိုနေတာဆိုတော့ခိုးစရာလည်းမရှိဘူးခိုးဖို့လည်းမလိုတော့အဲ့ဒီမှာသီလဆောက်တည်လို့လည်းအပိုးပဲသီလဆိုတာကတတ်เสียရှိလို့မတတ်မှသီလတတ်เสียလည်းရှိတယ်တတ်လည်းတတ်နိုင်တယ်တတ်ဖို့အခွင့်လည်းကျုံနေတယ်မတတ်တာမှဘာခေါ်လဲသီလခိုးเสียလည်းရှိတယ်ခိုးဖို့အခွင့်လည်းကျုံနေတယ်ခိုးလည်းခိုးနိုင်တယ်ဆိုရသားနဲ့မခိုးမှသီလအဲ့တော့နတ်ပြည်မှာသီလဆောက်တည်လို့ရသလားဆောက်တည်လို့မရဘူးဆောက်တည်เสียလည်းမလို့ဗြဟ္မပြည်မှာရောဒါဖြင့်ဘယ်ဘုံမှာပဲသီလဆောက်တည်လို့ရနောက်ဘာဝနာအလောက်ကကောငရဲပြီးတိရစ္ဆာန်အသူရကယ်ဘုံတွေမှာလှုပ်လို့ရသလားနတ်ပြည်မှာရောဗြဟ္မပြည်ရောမရဘယ်ဘုံပဲရအဲ့ဒါလူဘဝရဲ့တန်ဖိုးတွေပဲရှင်းလားရှင်းပါတယ်ဗျာဒါပေမဲ့လူပိသအောင်ရခဲ့တဲ့လူဘဝကြီးဘာကြောင့်ရခဲ့သလဲလို့မေးရင်လူပေါင်းမှာတဲ့ဒါနာသီလဘာဝနာဒီကိစ္စတွေလုံနိုင်တဲ့အတွက်လူဘဝဟာရခဲ့တယ်ဒါကြောင့်ဘုရားအလောင်းများဟာလူပြည်မှာဒါနပါရမီသီလပါရမီတွေဖြည့်ခြင်းပြီးတော့သုတေမနေကောင်းရာသေလို့ကောင်းရာသုဂတိရောက်တယ်ဆိုနတ်ပြည်ဗြဟ္မပြည်ကြာကြာမနေဘူးနတ်သက်ဗြဟ္မသက်ပြည့်အောင်ဘယ်တော့မှမနေဘူးလူပြည်ပြန်ဆင်းလာဘာဖြစ်လို့လဲဆိုတော့လူပေါင်းမာမဒီကုသိုလ်အင်အားတွေဖြည့်တင်းလို့ရတယ်အဲ့တော့ငရဲပြည်အပယ်လေးပုံဆိုတာအကုသိုလ်ရဲ့အကျွေးဆက်ရနေရအပြစ်ဒဏ်ခံတဲ့နေရအကုသိုလ်ကျွေးကုန်ရင်ပြန်လွတ်လာမှာပဲအဇာတတဒေဝရဘလောက်မိုက်ခဲ့မာခဲ့ဒီကဘာပြည့်ရင်သူတို့လွတ်ပြီကျွေးကုန်ပြီကိုဟုတ်ပြီနော်နတ်ပြည်ဆိုတာကတော့နတ်ပြည်နဲ့ဗြဟ္မပြည်ကလှုပ်ထားတဲ့ကုသိုလ်လေးတွေသွားပြီးဖြုံးတဲ့နေရာမှန်ပါဗျာဟုတ်ပြီနော်ဒါနလှုပ်ထားရင်အဲ့ဒီဒါနအရှိန်မကုန်မချင်းနတ်ပြည်မှာနေအရှိန်ကုန်ပြန်ဆင်းလာသမထကုသိုလ်တွေလှုပ်ထားတဲ့ဗြဟ္မပြည်သမထကုသိုလ်မကုန်မချင်းနေကုန်ရင်ပြန်ဆင်းဘာမှဟိုမှာထပ်ဖြည့်လို့မရဘူးရှင်းလားလူဘဝရဲ့အနှစ်သာရအဲ့ဒါဒါကြောင့်ငါတို့လူပိသခြင်းရင်ဘာလုပ်ရမလဲဆိုဒါနာသီလဘာဝနာမှတ်ထားလူပိသခြင်းဘာလုပ်ရမလဲဒါနဆိုတာလဲတစ်သက်လုံးမှာတစ်ခါလူတဲ့ဒါနာမျိုးပြောတာလားဟုတ်ပါဘူးဗျာဒါလည်းသိဖို့လိုသေးတယ်တို့ဗမာတွေကသားလေးတစ်ခါရှင်ပြုပြီးငါတို့လူပြီးပြီမှန်ပါဗျာငါတို့လူပြီးပြီလူကြီးလည်းပေးပြီးပေါ့သိပြောပြီဟမ်အဲ့ဒီအလူကြီးပေးရအောင်လှုပ်လာတဲ့အကုသိုလ်တွေကြတော့သူမတွက်ဘူးရှင်းသလားဟမ်တစ်သက်လုံးမှာတစ်ခါလူတာကျန်တဲ့အချိန်ကကုသိုလ်လှုပ်လာအကုသိုလ်လှုပ်လာအဲ့ဒါပဲရှင်းကလားအဲ့တော့ဒါနဆိုတာတစ်သက်တစ်ခါလှုပ်ရမှာလားနေ့စဉ်လှုပ်နိုင်ရမှာနေ့စဉ်လှုပ်ရတတ်နိုင်သမျှလှုပ်ရနောက်ဆုံးအိမ်ရှိထွက်တပြည့်စီလဲတောက်ရည်ဥစဉ်တဲဘယ်ကြောင်းကံဖရာသွားတပြည့်စီလဲမရဘူးလားအဲ့ဒါဒါနတွေပဲရှင်းတယ်နော်ဘယ်ဆံမကုံတဲ့ဒါနတွေဘုန်းကြီးကြောင်းသွားကုရီတွေစေတောက်ရည်ဥစဉ်စီဥစဉ်လဲပေးတပြည့်စီလဲပေးမရဘူးလားအဲ့ဒါဘာတွေလဲဒါနသီလတပည့်တော်တို့ကရောင်းဝယ်ဖောက်ကားနေရတာဘုရားဥပုသ်မဆောင်နိုင်ဘူးဥပုသ်ဆောင်မှသီလမဟုတ်ပါဘူးနော်ဥပုသ်ဆိုတာတော့အထူးဆောင်တာနော်မဆောင်လို့ဘာမှမဖြစ်ဘူးမဆောင်မဖြစ်ဆောင်မှ၅ပါးသီလဟမ်သူများအသက်မတတ်အသက်ဆိုရင်တန်ကြဘူပေါ်ရွက်စိတ်ဟမ်ရှင်ရင်ကစပြီးဘာမှမတတ်
ရှင်းလားအဲ့ဒါသူတို့အသက်တစ်ချောင်းပဲသူတို့လည်းသိခြင်းမလားကိုယ်အသက်တတ်တာကြိုက်သလားမကြိုက်ရင်သူများအသက်လည်းမတတ်နဲ့လူလိုသိရင်ကြီးနိုင်ငယ်ချင်းမလုံးနဲ့ပေါ့ရှင်းလားကောင်းပြီအဲ့ဒါလူဘဝရဲ့အနှစ်သာရလူပိသားအောင်မလုပ်ကြမလဲဒါနာသီလဘာဝနာပြန်ပြောဒါနာသီလဘာဝနာလုပ်နိုင်မှလူပိသားမယ်အဲ့ဒါမှတ်ထားလူဖြစ်ကြိုးနတ်ဖို့ကြတော့ဒါနာသီလဘာဝနာလောက်လည်းမပြီးဘူးခုခင်ဗျားတို့ကျုပ်တို့ကသာသနာဘသာလားသာသနာတွင်သားလားသာသနာတွင်သားကြတော့ပေရန်ကတစ်မျိုးနိုင်ရှင်စရာတစ်မျိုးပေါ့သာသနာဘသာအနေနဲ့ကတော့ဒါနသီလဘာဝနာလောက်လုံနိုင်ရင်ကိုလူဖြစ်ကြိုးနတ်နေပြီခုခင်ဗျားတို့သာသနာတွင်သားကြတော့ဒါနသီလလောက်နဲ့လူဖြစ်ကြိုးနတ်သိဘုရားရှင်ကိုယ်တော်မြတ်ကြီးပွင့်ထွန်းပေါ်လာတာကခင်ဗျားတို့ကိုတန်တရားလျောင်လုပ်ခဲ့တာလားပြအောင်လုပ်ခဲ့တာလေးတင်ချင်းတဲ့ကဘာသသိအသက်သွေးချွေးပေါင်းများစွာယဉ်နီးပြီးတော့စတေးပြီးတော့သူခမည်းတော်ကျုပ်တို့အတွက်အပင်ပန်းခံခဲ့တာသည်တန်တရားလဲဖို့လားပြတ်ဖို့လားအဲ့တော့ဒီဘဝလူဖြစ်ကြိုးနှက်ခြင်းတန်တရားစခန်းတတ်နိုင်မှလူဖြစ်ရကြိုးနှက်ရှင်းလားရှင်းပါတယ်ဗျာအဲ့ဒါပေဒံနေပဲလူဘဝဟာတန်ဖိုးရှိမရှိရှိပါတယ်ဗျာဘာလို့ရှိအဲ့ဒါသိထားဖို့လိုတယ်နော်လူတယောက်ရဲ့တန်ဖိုးဘဝတစ်ခုရဲ့တန်ဖိုးပစ္စည်းတစ်ခုရဲ့တန်ဖိုးကိုဘယ်လိုတိုင်းမလဲဒါလည်းမသိသေးဘူးအဲ့တော့ခုနကကန္နာသစ်ပင်ခဏထားလိုက်နော်မနေ့ကလည်းမစလိုက်အောင်ဟုတ်လားအဲ့တော့ခုလည်းဒီနေ့လည်းအဲ့ဒီအခြေခံနေအရင်ရှောက်ပြောအောင်မှာပေါ့တန်ဖိုးနော်ပြောတော့ပြောနေကြတာပဲတိုင်းမှာမစီစစ်ဘူးဘယ်လိုတိုင်းသလဲမသိလူကောင်းသူကောင်းတိုင်းသလိုပေါ့လေအဲ့တော့လူကောင်းကိုဘယ်လိုတိုင်းတော့ဥစဉ်ပြောတဲ့အတိုင်းပဲတိုင်းမယ်နော်ကိုယ့်အတွက်ကောင်းရင်လူကောင်းပေါ့ဟုတ်ကလားငါတို့ရက်တဲ့ရွာတဲ့တိုင်းတာတော့ဒါပဲစေတုဒ္ဒရာတော့မသိဘူးပေါ့လေဥစဉ်အမေဥစဉ်ပြောအောင်နော်ဥစဉ်အိမ်အတွက်ဘာမှလက်မကြည့်ဘူးအပေါင်းအသင်းနေနဲ့ရရေးရွာရေးပဲလိုက်လုံနေတယ်ကြက်ချင်းနေအသင်းဝင်ပေါ့လေရွာအကျိုးလျှောက်လို့အိမ်အတွက်လက်မကြည့်တော့မေကဘာပြောတော့ဆိုတော့အလကားကောင်းသူများအတွက်သာကောင်းကိုယ်အိမ်ကြတော့မကောင်းဘူးအလကားကောင်းသူ့အတွက်မကောင်းတော့အလကားကောင်းဖြစ်သွားရှင်းလားခင်ဗျားတို့အရက်ကတိုင်းနဲ့ပေတံအဲ့ဒါပဲနော်အဲ့တော့တန်ဖိုးဦးဇင်းပြောပြမယ်စိတ်နကကလေးတရားနော်စိတ်နကတရားကိုအိမ်ထဲမှာမိကန်တက်တာထဲမှာပဲဖြစ်ဖြစ်ပေါ့လေခေါင်းအောင်ကြားတယ်ပဲဖြစ်ဖြစ်ပေါ့လေနော်ထမိန်ကောက်ကြားတယ်ပဲဖြစ်ဖြစ်ပေါ့လေထဲ့သိမ့်ထားမှာဘယ်လောက်တန်ဘာမှပြောလို့မရဘူးဘယ်လောက်မှမတန်ဘူးဘာလို့ဆိုထဲ့သိမ့်ထားတာဟုတ်ပြီနော်ကဲအဲ့ဒါစိတ်နကကိုထုတ်နားမှာပန်ထားသဘောပေါက်လာပြီနော်နည်းမမိလာပြီနားမှာပန်ထားဘယ်လောက်တန်တယ်ပြောမလို့နားတစ်ဖက်စာပဲတန်တယ်မှတ်ထားစိတ်နကအိယောင်ကြောင့်ဘာပြောင်းနေတဲ့ညာဘက်နားပန်ထားတဲ့စိတ်နကကဘယ်ဘက်ဘာပြောင်းသလားသူတစ်ဖက်ပဲတာဝန်ယူနိုင်တယ်ရှင်းသလားအဲ့ဒါဘယ်လောက်တန်တော့နားတစ်ဖက်စာပဲတန်ခေါင်းပြီအဲ့ဒီစိတ်နကကိုရောက်မိသားတစုစာသုံးမယ်ဘယ်လောက်တန်သွားတော့မိသားတစုစာတန်သွားပြီဘာဖြစ်လို့လဲမိသားတစုစာအကျိုးရှိအောင်အသုံးချလိုက်တယ်ဟုတ်ပြီနော်ကောင်းပြီအဲ့ဒီစိတ်နကကိုပဲရောက်မယ်ရက်ွက်တရက်ွက်စာအတွက်လမ်းခင်းလိုက်မယ်ကွာရက်ွက်အကျိုးရှိမဲ့အလုပ်တစ်ခုကိုလုပ်လိုက်မယ်အဲ့ဒီစိတ်နကဘယ်လောက်တန်သွားလဲရက်ွက်တစ်ခုစာတန်သွားတယ်ဟုတ်ပလားမျိုးနယ်တစ်ခုလုံးအတွက်အသုံးချရင်โอเคသာသနာတော်ကြီးအတွက်သုံးလိုက်ရင်သာသနာတရားလုံးအတွက်အသုံးချစိတ်နကပြောင်းသွားသလားဘာပြောင်း
တန်ဖိုးဘာလို့ပြောင်းအသုံးချတဲ့ပုံမှာမူတည်တာဘယ်ပေါ်မူတည်တာလဲကဲဥဒုမင်္ဂလာနော်မူယူပြီးတော့ဘာမှမလုပ်ဘူးစီဝါရေးလည်းမလုပ်ဘူးလူမှုရေးလည်းမလုပ်ဘူးကိုယ့်ကိုနေခြင်းသလိုနေပြီးတော့တောက်စားစားလူမင်းသားกว่าလို့နေလိုက်သူမင်္ဂလာဘလောက်တန်ဘလောက်မှမတန်ဘူးလူငနွားဖြစ်သွားတယ်မင်းသားတော့မဖြစ်ဘူးနွားဖြစ်တယ်ရှင်းသလားတောက်စားစားလူငနွားဖြစ်သွားတယ်တယောက်စာတောင်သုံးမရဥဒုမင်္ဂလာအရေးလည်းမတော့ပါဘူးဖဲလည်းမရိုက်ပါဘူးဆေးလည်းမတော့ဘူးကိုယ်လည်းမစားဘူးမကောင်းတဲ့အလုပ်ချဲလည်းမထိုးဘူးနှလုံးလည်းမထိုးဘူးတစ်လုံးလည်းမထိုးဘူးကိုကကိုပဲဖျားသွားပရိလေးစိတ်ပြီးတော့ကြောင်းဖျားသွားကြောင်းတက်တဲ့ကိုတယောက်စာကောင်းစားရေးအတွက်လုပ်နေတယ်သူမင်္ဂလာဘယ်လောက်တန်တယောက်စာမိသားစုလုံးရှာကျွေးနေရင်မိသားစုသာတန်တယ်တရက်ကွက်လုံးအတွက်အလုပ်လုပ်နေရင်ဟုတ်ပြီတမျိုးနယ်လုံးအတွက်အလုပ်လုပ်ရင်တနိုင်ငံလုံးအတွက်အလုပ်လုပ်နေရင်ဘာသာသာသနာတစ်ခုလုံးအတွက်အလုပ်လုပ်နေရင်ဒီသူမင်္ဂလာပြောင်းသွားသလားဒီလူတော့ဒီလူပဲဘာကွာသွားအသုံးချပုံကွာသွားအဲ့ဒါတန်ဖိုးပဲအသုံးချမှအသုံးကျပြန်ပြောအသုံးကျတဲ့လောက်ပဲတန်ဖိုးရှိပြန်ပြောပါပြန်ပြောမယ်အသုံးချမှအသုံးကျမယ်အသုံးကျသလောက်ပဲတန်ဖိုးရှိတယ်ပြန်ပြောအဲ့ဒါမသိမချင်းမှတ်တာတန်ဖိုးဘာနဲ့တိုင်းတယ်ဆိုဘယ်လောက်အသုံးကျသလဲဆိုတဲ့ပုံမှာမူတည်တယ်ရှင်းသလားဒီဟိုးရွာတရွာသွားဝေါ်တယ်ဟိုးအရတော်တဲ့ကာလမပေါက်တဲ့ရွာပေါ့ဗျာနော်အဲ့ကာလမပေါက်တဲ့ရွာမှာတရားသွားဟောဥဒုမင်္ဂလာလည်းတရားဟောတဲ့ကလေးကနည်းနည်းနှုတ်သေးတော့3ဝါပဲရှိသေးတယ်အဲ့တော့ပရိစ္ဆသမုပ္ပါသင်္นานပေးပြီးတော့ပရိစ္ဆသမုပ္ပါစဝိုင်းထွက်လက်ခိုင်းတယောက်ချင်းထွက်လက်ခိုင်းတော့လက်နိုင်တဲ့လူကိုလန်ခရူဇာတစ်စီးပေးမယ်လို့ပြောလိုက်မှန်ပါဗျာဆိုတော့အဲ့ဒီရွာတွေကဘယ်လန်ခရူဇာသိလိမ့်မလဲဘိုးကြီးဖွားကြီးတွေသူ့ရွာတွေကဘယ်မှမသွားဘူးလန်ခရူဇာဘာမှမသိပါဘူးအဲ့တော့ကိုရောနေဦးနဲ့စဝိုင်းထောက်တာကျုပ်ထောက်နိုင်တယ်တို့ကိုရောပေးမဲ့လန်ခရူဇာဆိုတာဘာလို့လဲနာရှင်းအောင်လုပ်ဟုတ်တယ်ဒါလည်းသဘာဝကျတယ်လို့အဲဒီတုန်းကလန်ခရူဇာသိန်း3000ကျော်လောက်တန်အဲ့တော့သိန်း3000ကျော်4000လောက်တန်တဲ့ခင်ဗျားတို့ကိုကားကြီးတစ်စင်းပေးမလို့အဲ့ဒီကားကြီးကအရန်ကောင်းတယ်လို့ဆိုတော့နွားတစ်ရှင်းလောက်သုံးမကြပါဘူးကိုတော့ဟမ်ကျိုးတို့ရောလမ်းမှာပါမနဲ့ကိုရောလန်ခရူဇာဘာလို့ဖို့လုံးလဲရှင်းသလားအဲ့ဒါနဲ့လန်ခရူဇာအစားနဗျာစိမ်းကြီးတစ်ရှင်းနော်စုတောင်ပြောင်းပလိုက်ရရှင်းသလားဟောအသုံးမှမကြပဲအဲ့ဒါသူကသူဘလောက်တန်ငါတို့တော့ဓာတ်တာပဲရှင်းသလားအဲ့ဒါပဲတို့တခြားနိုင်ငံမှာဟာမာစီဒီစ်တွေဘာတွေပေါ့လေကားကောင်းကြီးတွေဘလို့ထုတ်နေတာ2009မော်တယ်2008မော်တယ်အားမကြပါဘူးမင်းတို့ဘလောက်ကောင်းတယ်ဆိုတဲ့ကားမြန်မာနိုင်ငံခေါ်လာခဲ့မပြည့်ရင်ငါပါရိုက်သွားတာဟုတ်ဆိုဘယ်လမ်းမှမကောင်းဘူးဗျာသဘောပါလားကားဘလောက်ကောင်းလမ်းကောင်းမှမောင်းရတာဆိုလမ်းမကောင်းပဲလို့မလို့အဲ့လိုစေတုတ္တရာနော်ရှင်းသလားအဲ့ဒါပါပဲအဲ့တော့သူ့နေရာနဲ့သူအသုံးချမှအသုံးကျသလောက်ပဲတန်ဖိုးရှိရှင်းသလားဒါဖြင့်လူဘဝတန်ဖိုးရှိသလားလူတိုင်းရှိလားဘယ်လိုလူရှိလဲလေအဲ့ဒါပြန်ပြောလေလူဘဝတန်ဖိုးရှိသလားလှုပ်ဆန်းငါဒါကလေးတွေအာကူရတာနော်လူကြီးကိုဟောကိုမောကျင်တာနော်ဘာလို့ထုံပေပေနဲ့ရှေ့မှာမတက်နိုင်မနဲ့ရှင်းတယ်နော်အဲ့တော့ဗါလဲအသုံးကျသလောက်တန်ဖိုးရှိပါတယ်ဗျာအသုံးချမှတန်ဖိုးရှိမှာပါဗျာဒီလိုဖြေရမှာကျတော့အမေလည်းသင်ရအဖေလည်းသင်ရဘယ်လိုလုပ်မှမသိဘူးဒီလူတွေအေးလုံးတော့လည်းမကောင်းဘူးဟမ်စေတုဒ္ဒရာကြီးမြို့သူမြို့သားတွေအေးချမ်းတယ်မြို့ထဲကြီးတော့လည်းအေးချမ်းလိုက်တာဘာသာမှမကြောက်ကားတန်တော့မကြောက်
မြို့ထဲဖြတ်မောင်းလာတယ်တမျိုးလုံးငါကားတစ်စီးရှိတယ်နော်အေးလိုက်တဲ့မြို့ကွာနော်စိတ်ထဲမှာကျဉ်တတ်နေတာဝမ်းသာနေတာငါဒီရောက်လာတာစိတ်ချမ်းသာလိုက်တာဒီလူတွေနဲ့မဖြစ်ပြဘူးဒီမိုးဒီလေဒီလူတွေနဲ့တော့ဘာမှလုပ်ရမှာမဟုတ်နော်အေးတိုင်းလည်းမကောင်းဘူးဗျထုံတိုင်းလည်းမကောင်းဘူးခင်ဗျရှင်းသလားကဲဒါဖြင့်လူဘဝတန်ဖိုးရှိသလားအသုံးချသလားတန်ဖိုးရှိပါတယ်ဘုရားပြန်ဖြေလူဘဝတန်ဖိုးရှိသလားအောင်မလေးဟဲ့နော်တော့လို့ယူတာပါလားဟမ်မမိဗလားအဲ့ဒါလူဖြစ်တိုင်းအဖိုးတန်ပြီမထင်နဲ့ပကုံးတစ်ဖက်ကကြားကခေါင်းပေါက်နေတဲ့နွားတွေတပုံကြီးပဲဟမ်ပကုံးတစ်ဖက်ကြားခေါင်းပေါက်အမီးတော့မပါဘူးခွေးတွေလည်းတပုံကြီးပဲခွေးလောက်မှမသိတတ်တဲ့လူတွေတပုံကြီးရှိတာကိုဗျဘုရားကျေးဇူးမသိတရားကျေးဇူးမသိသံဃာကျေးဇူးမသိကောင်းတယ်မရှိဘူးလားဟေးမိဘကျေးဇူးမသိတဲ့ကောင်းတွေရောမိဘပြန်စော်ကားနေတာတွေလည်းတပုံကြီးပဲဟမ်ဟိုမှာတရွာမှာကြားခဲ့တယ်နေဦး6ဖက်မှန်ပါစေတုဒ္ဒရာအကြောင်းမပြောသေးဘူးစေတုဒ္ဒရာအကြောင်းကပွင့်ဖြူရောက်မှပြောမှာအဲ့တော့အခု6ရဲနော်စလင်းရဲလာတာဆိုတော့စလင်းကြောင်း6ကြောင်းပြောနော်စလင်းမှမှတ်တာပါပဲသားတယောက်ကအမေပြန်ပြောနေတာအမေကဆုံးမလို့တဲ့ခင်ဗျားတို့ပဲကျုပ်ဘာလို့မွေးထားသေးတော့နဲ့ဟောလာဘောဟမ်ကျွေးရမှာပေါ့ဗျာလိမ်မာလိုက်တဲ့သားသမီးတွေဟမ်သဘောပါသလားမိဘကမမွေးခဲ့ရင် तू လူဖြစ်မလားအေးမွေးလာခဲ့တဲ့ကျေးဇူးကြောင့်လူဘဝရလာတဲ့ဆိုကြတဲ့ကရင်မကျွေးနဲ့ဟုတ်ကျေးဇူးဟာဆက်လို့မကုန်အောင်များနေဒါပေမဲ့ဒါ तू မသိဘူးမိဘဖြစ်ရင်သားသမီးကျွေးရမှာပဲဆိုတဲ့ဟာတွေက तू လာထားတယ်မကျွေးပဲတော့မိဘပိုက်ကြရဆိုပို့ပလိုက်လေအေးတာပဲရှင်းသလားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့သားသမီးတွေရိုင်းကုန်ခုကလူငယ်တွေဘာဖြစ်လို့ကလေးတွေပြောလို့မကောင်းဘူးနော်ဟုတ်လားခုကလူငယ်တွေပဲလိမ္မာလားရိုင်းလားရိုင်းပါတယ်ဗျာခေလူငယ်တွေလေဟုတ်ကလားရိုင်းနေသားသမီးမကောင်းတော့မိဘကောင်းပါဗျာရောက်တဲ့အရာကျုပ်လာတိုင်းလို့ပြောရတာပါခုကကလေးတွေသိဆိုးရတာရှင်မြေခုကလေးတွေနဲ့တော့တပည့်တော့ခက်တယ်တဲ့အဲ့ကလေးတွေကဘယ်သူမွေးထုတ်ထားတာတော့မိဘမွေးတာပါဗျာဒီလူတွေမွေးထားတာပဲမဟုတ်ဘူးလားအဲ့ဒီကလေးတွေရိုင်းကုန်တာဘာကြောင့်လဲသားသမီးရိုင်းလို့ပါဗျာသားသမီးရိုင်းတာမိဘအသုံးမကျလို့အဲ့ဒါမှတ်ထားရှင်းသလားသားသမီးမကောင်းတာမိဘကောင်းဒီသားသမီးတွေဘယ်သူဆုံးမတာတော့မိဘမှာဗုဒ္ဓမှမသိဓမ္မမှမသိကျေးဇူးမှမသိတော့ငယ်ကလေးကလိမ္မာအောင်မဆုံးရလို့ရိုင်းတာပေါ့ဗျမှန်ပါဗျာရှင်းလားရှင်းပါဗျာပြန်ပြောကြမှတ်ထားငါလောကနေတိထဲမှာပါတယ်ဦးဇင်းတို့ငယ်လေးကလေးကအဖေကဖတ်ခိုင်းတယ်ဦးဇင်းတို့အဖေနဲ့အမေကအဖေကလေအိမ်မှာအဲ့ဒီတုန်းကတော့ဝတ္ထုတွေသိခေတ်စားတာပေါ့မောင်ဆွေဝင်းပတိကုန်းတို့ဟုတ်လားနွမ်းကြတိုင်းတို့ရှားလက်ချိုးတို့နေနေစင်မြင့်တို့ဟုတ်လားအဲ့ဒီလိုချစ်ဝတ္ထုတွေဘာမှမဖတ်အိမ်မှာဖတ်ခွင့်ပေးတာက950နိဗ္ဗတ်တော်ရဲ့ဇတ်တော်ကြီး10ဘွဲ့ရဲ့နော်အဲ့ဒီလိုဖျားနဲ့ဆိုင်တဲ့ဇတ်တော်တွေဝတ္ထုတွေကြီးဖတ်ခိုင်းဓမ္မပဒတွေကိုပုံမှန်ဝယ်ပေးတယ်မှန်ပါဗျာအဲ့ဒီမှာလောကနေတိဆိုတာငယ်လေးကလေးဖတ်ခဲ့ရအဲ့ထဲမှာပါတယ်နှုတ်ဝစီကြမ်းတမ်းရင်တဲ့ဒီကလေးဟာနှုတ်ဝစီကြမ်းတမ်းနေရင်အဲ့ဒါအမိယုတ်လို့တဲ့မှန်ပါဗျာဟုတ်ပြီနော်ကိုအမူအရာကြမ်းတမ်းနေရင်တဲ့ အဖယုတ်လို့အဲ့တော့မေးလိုက်တယ်ခုခေတ်ကလေးတွေကနှုတ်ကကျမ်းတာလားကိုယ်ကကျမ်းတာလားလို့ရှင်းလားကျုပ်လာမတိုင်နဲ့ခင်ဗျားတို့အရှက်မရှိတာလို့ရှင်းတယ်နော်အဲ့ဒါခေတ်ဆက်ဆက်ပေါ်ဆလာခဲ့ကြတဲ့သတ္တိကြောင့်ပျက်စီးကုန်ယဉ်ကျေးမှုဘာမှလည်းမသိဘူးဂျေဇုဆိုတာလည်းမသိတော့အခုဗုဒ္ဓဘာသာတောင်ခင်ဗျားတို့အခုတကယ်ဆိုရင်ဒါမူကြိုသင်ပေးနေတာဆရာကလည်းမူကြိုပဲရှိသေးတယ်ရှင်းလားဩဃာသကမဆရတာတော်သေးတာပဲဟ
ဩဃာသတော့သိတယ်မလားအဲ့လောက်သိတော်သေးတာပေါ့နော်ရှင်းသလားဖះဘာမှမသိတရားဘာမှမသိတဲ့ဒီအမေဒီဖေကမွေးလာတဲ့သာသမီရိုင်းတာမရောမနေနဲ့တော့ရှင်းလားဘယ်သူကစပြင်ရမှာကိုကစပြင်ရမှာသူများလက်ညှိုးထိုးထိုးပြီးအပြစ်ပြောမနေနဲ့ရှင်းလားဘယ်သူမပြုမိမိပြုပါအဲ့ဒါအရှက်မရှိလာတိုင်ကြတဲ့လူတွေအဲ့ဒါလေးဦးဇင်းကသတိပေးလိုက်တယ်ဆိုတော့ကိုယ့်အကိုပဲပြန်စဉ်းစားဟုတ်တယ်ဗျာတဲ့တပည့်တော်စီဝါကြီးလုံးပါနေရတော့ဒီကလေးတွေမဆုံးမနိုင်ဘူးတဲ့ကျောင်းဆရာမဆိုဆရာမလည်းမနိုင်ဘူးမှန်ပါဗျာနော်ဘာလို့အိမ်ကမှအဖိုးကျိုးအောင်မဆုံးမလိုက်ရင်ကျောင်းကြမှလည်းမနိုင်ဘူးမှန်ပါဟမ်မိဘလာတော့ဟိုဆရာရိုက်လိုက်ပြန်ဆိုငါသားသမီးဘာလို့ရိုက်တာတော့ဆိုသွားရန်တွေ့တော့ဘယ်တပည့်ရိုက်ဘယ်ဆရာရိုက်ဘယ်ဆရာမှမရိုက်တော့သွားရောအဲ့ကလေးတွေအကုန်ပြက်ကုန်ရှင်းသလားရှင်းပါဗျာဒါဆိုတော့ငယ်တုန်းကကျောင်းတက်ချိန်ဆိုရင်ဘိုးမြို့ပေါ်မှာကျောင်းတက်ခေါင်းလောင်းထိုးပြီးတာနဲ့မြို့ထဲမှာကျောင်းသားကျောင်းသူမရှိအောင်ရှိလိုက်ရင်တွေးတဲ့မိဘတွေရဲ့ချက်ချင်းကျောင်းအကြောင်းကြတယ်တွေးတဲ့မိဘကရိုက်လွတ်သွားကျောင်းတက်ချိန်ကျောင်းသွားတက်ချိန်မြို့ထဲမှာဒီချိန်ကလေးရှိရမယ့်ချိန်မဟုတ်သွားတဲလို့မှန်ပါဗျာအခုမိုးကုတ်ပြန်ရောက်သွားတယ်ဟိုတလောကအနည်း20ကျော်လောက်မိုးကုတ်မရောက်ဘူးပြန်ရောက်သွားတော့ကျောင်းတက်ချိန်ကြီးကျောင်းစိမ့်တွေကိုဖွေးနေတာပဲမြို့ထဲမှာမြို့ထဲတွေမဟုတ်ပါဘူးကျောင်းရှိတွေကိုဖွေးနေတာအဲ့တော့လက်ဖက်ဆိုင်ထိုင်နေတဲ့ကျောင်းသားကဘာလို့ဟေးဆရာလာလက်ဖက်တောင်းတော့အေးဟုတ်ပြီကွာတဲ့ဆရာလည်းတပည့်နဲ့တူတာโอเคပဲအဲ့ဒါနိုင်တော့မှာပဲသိကြတယ်အဲ့တော့တပည့်မကောင်းတော့ဆရာကောင်းဒါပဲဘယ်သူမှအပြစ်ပြောတယ်ကလေးတွေသိုးကုန်တာလူကြီးတွေမကောင်းလို့မှန်ပါရှင်းလားတိုင်းပြည်ကြီးတစ်ခုလုံးပြည့်စည်လာတာမပြောရဲဘူးသူတို့အဲ့ဒါအဖြေပဲကျုပ်လည်းမပြောရဲဘူးလူကြီးမကောင်းလို့ပဲမဟုတ်ဘူးလားအဲ့ဒါပဲအဲ့တော့ဘသူကစပြင်ရလူကြီးကကိုကစပြင်ရှင်းတယ်နော်အဲ့တော့သူများလက်ညှိုးထိုးမလားကိုကကိုပြင်ရမှာဒီနေ့လူတန်ဖိုးကိုသိပြီနော်လူတန်ဖိုးရှိသလားရှိပါတယ်ဗျာဘယ်လိုလုံးအောင်မသိဘူးဒီလူတွေအလုံးချတယ်လူဘဝဟာတန်ဖိုးရှိသလားရှိပါတယ်ဗျာအသုံးချသလောက်တန်ဖိုးရှိပါတယ်ဗျာအသုံးချမှတန်ဖိုးရှိမှာပေါ့ပကုံးနှစ်ပတ်ကြားခေါင်းပေါက်ပြီးတော့ကြီးနိုင်ငယ်ညင်းလုံနေတာလူလားတလိ္ဆာလားနိုင်ရစားတာလူလားတလိ္ဆာလားဒါဖြင့်ခင်ဗျားတို့ကြီးနိုင်ငယ်ညင်းလုံတဲ့စိတ်ခင်ဗျားတို့မှာရှိမရှိသာဓုမို့ကျိုးကတော့ကျိုးတွေးသွားတယ်အခုကိုဘုံကြီးဆိုတော့အောက်ကလူတွေဟောက်ချင်ဟိမ့်ကျင်နေတာနော်ကြီးနိုင်ငယ်ချင်းလှုပ်ချင်တဲ့စိတ်တွေကျုံမှာအပြည့်ပဲဒါမှမဟုတ်ကိုယ့်ကိုယ်သတိထားနေရတယ်မင်းခွေးစိတ်မပေါက်နဲ့နော်ခင်ဗျားတို့မရှိဘူးဆိုတော့စေတုတ္တရာမျိုးသူမျိုးသားအားလုံးသာဒီမှာငါလူကြီးငါပြောတာလို့ရှာမစင်းနဲ့ပြောဘူးလားပြောဘူးရင်တဲ့ရင်လုံးငါရှာကျွေးနေတာရှာမစင်းနဲ့ငါသကားလားတော့ပြောဘူးလားလမ်းမှာအတူတူသွားလို့ကိုယ့်ဘက်ကမှန်တယ်သူ့ဘက်ကမှားနေရင်သိချင်းသို့သွားချင်လို့လားကိုလမ်းကိုမသိဘူးလားပြောဘူးလားဘယ်လိုလုပ်ကြမလဲခုနသာဓုပြန်ရုပ်သိမ်းလိုက်ရမလားသဘောပါသလားကြီးကျယ်မနေနဲ့ကိုတော်လာပြီတက်လာပြီလို့ထင်တဲ့နေ့ဟာခင်ဗျားတို့ကြရှုံးတဲ့နေ့ပဲရှင်းသလားဘုသူမင်္ဂလာတို့တိလွန်းလို့တက်လွန်းလို့တော်လွန်းလို့ဘုသူမင်္ဂလာလည်းလူကောင်းမဟုတ်ဘူးခုမှကောင်းကြီးအောင်ဆောင်တော့ရှိသေးတယ်ရှင်းသလားအဲ့ဒါပဲခဏလာမေးတယ်ရှင်ဗျာနိုင်ငံကျော်ကြီးဆိုတော့တဲ့နိုင်ငံမှာသိပ်ပြီးတော့နာမည်ကြီးတာအဲ့တော့ရှင်ဗျာဘွယ်လေးကြော်ညာခြင်းလို့တဲ့သူမင်္ဂလာဘုန်းကြီးကျောင်းအတွက်ရေးလိုက်မဟုတ်ဘူးတဲ့ပညာရေးချင်းမူကြိုးဟုတ်ပြီနော်အဲ့ဒါသာသနာထဲဝင်လာပုံလေးတဲ့ရှင်ဗျားတို့ထေရပတ္တိရေးကြလို့တဲ့မူး၍အမေကကြောင်းဖို့သင်္ကန်းဝတ်မြဲနေ73ဝါအဲ့ဒါပဲရှင်းလားအဲ့ဒါပဲငါမှအယိုးသားဆုံးကဒါပဲရှိတယ်ငါမှအရင်နည်းအဲ့ဒါလေးပဲရှိတယ်ကြံတာတော့ကြွားစရာမရှိဘူးဘုန်းကြီးဝတ်ချင်လို့ဝတ်လာတာမဟုတ်ဘူးငယ်ငယ်တုန်းက
ဒီကောင်ဘုန်းကြီးဖြစ်မဲ့ကောင်လို့ပြောရင်အဲ့ဒီလိုတတ်ချင်လောက်အောင်မုန်းဟောဘုန်းကြီးဖြစ်ရင်အညွန့်တုံးပြီလို့ထင်တာဟုတ်ရှင်းသလားအဲ့ဒါပဲကိုတိုင်သိတာမဟုတ်ဘူးအမေကမူးလို့အရက်တော့တာအမေမိသွားလို့မင်းသွားဘုန်းကြီးဝတ်ရမယ်ဆိုတော့ကဲအမေစိတ်ချမ်းသာဝတ်ပါလေဆိုရောက်သွားတာမူမူယူနဲ့ကြောင်းနော်အဲ့ဒါဝတ်ရင်းကနေမြဲလာတာ73ဝါဘယ်နေ့ထွက်မှမသိသေးဘူးရှင်းလားအဲ့ဒါပဲအဲ့တော့အရှင်ဗျာအဲ့ဒါတပည့်တော်ကြော်ညာခြင်းလို့ဟေးအဲ့ဒါကြော်ညာတော့ကြော်ညာဆိုတာကကြော်ပြီးညာတာဟမ်ကြော်အောင်ညာတာငါမညာနိုင်ဘူးရှင်းတယ်နော်သဘောပေါက်သလားငါဟောနေတာတရားသိခြင်းလာကြလိမ့်မယ်လာတဲ့လူတရားသိအောင်ဟောနိုင်ဖို့ကငါတာဝန်ဘာဘွဲရတာမရတာငါနဲ့မဆိုင်ဘူးခင်ဗျားတို့နဲ့ရောဆိုင်လားကျုပ်ဘာဘွဲရတာခင်ဗျားတို့နဲ့ပါဆိုင်ရှင်းသလားခုဦးစင်းပြောတဲ့တရားတစ်လုံးကိုခင်ဗျားတို့သိဖို့ကအရေးကြီးဆုံးပဲတရားတစ်ပွဲလုံးနာပြီးတစ်လုံးမှမသိပဲပြန်သွားတော့ဘာကျေးဇူးများတော့ဘွဲတွေအများကြီးယူအင်္ဂလိပ်လိုတွေတို့တဲ့ချွတ်ချက်ဘိုးပဲနဲ့အကုန်လျှောက်ပြောနေပြီးတယ်ပြီးတော့သတိသားတို့ပြန်သွားဘာလို့မသိဘူး I don't know anything ပေါ့ရှင်းလားတန်ဖို့ရှိလားရှိအရေးကြီးတာကတရားဟောတယ်ဆိုတာတရားသိအောင်ဟောတရားနာတဲ့လူကလည်းတရားသိအောင်နားမယ်အတန်ကောင်းတာနားမလားဟုတ်ပါဘူးဗျာအတန်ကောင်းတာနားရင်တော့သချင်းဆိုပြမယ်အများကြီးရတယ်ရှင်းသလားသဘောပေါက်သလားဒါဖြင့်တန်ဖိုးရှိအောင်အသုံးချမှတန်ဖိုးရှိမှာအသုံးမချရင်လူဘဝဟာအချီးနီးပဲကျင်းကလားကဲအသုံးချကြဖို့အတွက်တို့ကအကြောင်းအကျိုးလေးတွေသိရခုခင်ဗျားတို့စီစဉ်ဥစ္စာပစ္စည်းဥစ္စာစီစဉ်နေတိုးပွားအောင်မရှာကြဘူးလားစီစဉ်ဥစ္စာပြည့်စုံခြင်းမပြည့်စုံခြင်းရဲ့အကြောင်းရင်းဟာပါလဲမှတ်ထားဒါနအဲ့ဒီဖွဲ့ဖြည့်တဲ့အတိုင်းပဲရောကြည့်လိုက်နော်စီစဉ်ဥစ္စာရဲ့အကြောင်းရင်းဟာပါလဲအလုံးစီစဉ်ဥစ္စာရဲ့အကြောင်းရင်းဟာဒါနဆိုတဲ့အကြောင်းတရားမရှိဘဲနဲ့စီစဉ်ဥစ္စာမရနိုင်ရှင်းလားအဲ့တော့စီစဉ်ချမ်းသာလိုချင်ဘာလို့ဒါနများများလုပ်ရမယ်ပြစ္ဆုတ်ပံစီးပွားအတွက်လုံလဝရိယဆက်ရမယ်ကံဉဏ်ဝရိယပြန်ပြောကံဆိုတာအတိတ်ကဒါနမျိုးစိနဲခဲ့ရင်ဒီဘဝဆင်းရဲမှာပဲဆင်းရဲတယ်ဆိုပြီးအိတ်နေလို့တော့ငတ်သိမှာပေါ့အဲ့တော့ဝရိယလည်းဆက်ရမယ်ဉာဏ်လည်းဆက်ရမယ်အဲ့တော့ချမ်းသာခြင်းမချမ်းသာခြင်းကကံလုံနေရမှာကဉာဏ်နဲ့ဝရိယအဲ့ဒါကြောင့်ကံဆိုတာအတိတ်ကံဉာဏ်ဝရိယကပြစ္ဆုတ်ပံကံအတိတ်ကံကြီးပုံချနေလို့ဘာမှလက်ကြောတင်းအောင်မလုပ်ဘဲနဲ့ချဲထိုးပြီးတော့စားစရာမရှိဘူးဆိုတော့ဒီလူအသုံးကြလို့လားအသုံးမကြလို့လူကအလုံးမှမလုပ်ဘဲနဲ့ညံမရှိလို့မွဲတာတချို့ကလာသေးတာအပိုင်ရထားတာအဲ့ဒါပဲဥစဉ်ရဲ့တဲ့ကံမရှိညံရှိတိုင်းမွဲဆိုအောင်မှန်ဒါလာဘွားညံမရှိလို့ကိုမွဲတာရှင်းလားမင်းတို့ချဲနှလုံးဆိုတာဘာပုံသေးနည်းမှမရှိဘူးစိတ်ကူးရင်သင်္ချာလို့ခေါ်စိတ်ကူးရင်တာပေါက်ဖော်ပေါက်ရင်ပေါ်လာနော်ဟုတ်လားခဏန်းထွက်ပြီးဆိုမှဟုတ်သားပဲကိုယ်စလဲချင်းသွားတာဟမ်သဘောပါသလားအန်တိုးနေပြီသူမင်္ဂလာတော့မြန်မာနိုင်ငံထဲမှာချဲမရောက်ခင်ကလေးကရိုးရသွားထုတ်နေတာရှင်းသလားအဲ့တော့ဒါစိတ်ကူးရင်ပြီးလှုပ်တဲ့အလုပ်ကညာအလုပ်လားမဟုတ်ဘူးဘယ်ပုံသေးနည်းမှမရှိဘူးကြိုက်တဲ့လူလာခဲ့အမလီသူမင်္ဂလာတော့လောင်းကြီးစားကြီးတောင်လုပ်ရချင်းသေးရှင်းသလားအဲ့ဒါပါလဲဆိုတော့ကိုလုံလဝရိယကိုအာမကိုတာနောက်ဉာဏ်မရှိဘာမရှိတာဉာဏ်မရှိတာဒါတော့ကျောင်းသားမှာစိုက်ကားသမားတယောက်ရှိတယ်ကွန်ရသေးတယောက်ရနော်နှစ်ယောက်ပြောဘူးတယ်ကွန်ရသေးရတယ်မလီကွန်အများနဲ့ရာပြီးရောင်းရတယ်သူဆိုင်ရတနေ့ကို10ဘိတ်တာ15ဘိတ်တာလို့ကုန်အဲ့တော့
တားလေးတွေတဲ့ကြီးလာပြီတက္ကသိုလ်တောင်တက်တော့မယ်ဦးစင်းရဲ့တဲ့ရှင်ပြုခြင်းလို့တဲ့အဲ့ဒါဟာခင်ဗျာတနေ့တနေ့ကော10ပိဿာ15ပိဿာကုန်နေတာပဲဘာလို့မပြုတ်နိုင်သေးလဲကြာလာပေါ့ခင်ဗျာကျုပ်သင်္ကန်းဝတ်ကြတဲ့ကဆို10နှစ်12နှစ်ရှိနေပြီအဲ့ဒီလောက်နဲ့ဆိုရင်ကိုခင်ဗျာရှင်ပြုလို့ရနေပြီဆိုအဲ့ဒါတဲ့အလူကြီးပေးခြင်းလို့ချဲထိုးနေတာဟမ်အလူကြီးတော့ပေးရမှာမဟုတ်ဘူးခင်ဗျာမွဲသိမှာလို့ရှင်းသလားဟောစိုက်ကားသမားဒီတိုင်းပဲဖက်သူစိုက်ကားလေးစီးလာတယ်စိုက်ကားနေနေဦးစင်းပင်လည်းပင်မမနဲ့ကလေးလက်ကြီးလာပေါ့အလူပေးချင်တာသင်္ကန်းဝတ်ချင်တယ်များလွယ်ပါတယ်ကွာငါเจ้าခေါ်ခဲ့မင်းသားရှင်ပြုမလို့လားတင်မဗျာလာခဲ့ဆိုဟုတ်ဘူးဗျာတပည့်တော်အလူကြီးပေးချင်တာဟာအလူကြီးပေးချင်မင်းဘာလုပ်နေလို့ဆိုတပည့်တော်ချင်းထိုးနေတာပေါက်ကုန်ပေါက်မင်းမို့လို့အားရကွာမင်းကံမွဲလို့မှစိုက်ကားနင်းနေရဟိုတိုင်းဆိုတာကကံကောင်းလို့ဗျာဥစ္စာဘောဖြစ်တယ်ဟမ်ဥစ္စာပေါ်တာဘာကောင်းလို့ကံကောင်းလို့သူဒါနမျိုးစေ့အောင်ခဲ့လို့အဲ့တော့မင်းချွေးနေစာလေးနဲ့သူ့သွားပံ့ပိုးနေတာနဲ့အတူတူပဲရှင်းလားကံချင်းမရှင်တဲ့ငါလူလို့ဟိုကကံသမားအဲ့ဒါကံအလုံးညံအလုံးမဟုတ်ဘူးလို့ရှင်းသလားဒါပြန်ဘာမရှိလို့မွဲတာညံမရှိလို့ဝဲတာလုံလဝရိယမရှိလို့မွဲတာမြမတနိုင်ငံလုံးလှဲ့ကြည့်လိုက်အလုံးလက်မဲ့ကများဘီယာဆိုင်ရဲ့လက်ဖေးဆိုင်ရဲ့ဗီဒီယိုယုံရဲ့ဘောလုံးပွဲကြလင်းအောင်ကြည့်တယ်ဗျာမန်နေဂျာအေးရောသူတို့ဘာလို့လင်းအောင်ကြည့်နိုင်လဲဆိုအလုံးမှမရှိပဲရှင်းလားသဘောပေါက်သလားဒါဖြင့်ဉာဏ်ဝရိယကိုအားကိုးရမယ်ဆိုတာမသိကြဘူးလားအေးအဲ့ဒါအသုံးချမှအသုံးချသလောက်ပဲတန်ဖိုးရှိတန်ဖိုးရှိအောင်နေမှရှင်းပြီနော်ကဲဒါဖြင့်ကန္နာသစ်ပင်ပြန်စခန္ဓာဘယ်နှပါးဟုတ်ပြီဘာတွေလဲခန္ဓာ၅ပါးယူကိခန္ဓာအတန်တိုးတယ်ပြန်ပြောမယ်ယူဘက်ခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာဘယ်နှပါးဘယ်သူတွေမှာရှိတာခုခမည်းတော်ဟောနေတာလေအဲ့တော့တပည့်တော်တို့မှာရှိတာပါဖယားလို့ဖြေစိတ်ပြက်တယ်ခန္ဓာဘယ်နှပါးတို့ဘယ်သူတွေမှာရှိတာလဲဦးဇင်းကလည်းလေစာသင်လာတာတရားသင်လာတာကြားလာဒီလိုတစ်ပဲမျိုးတော့ဒီတစ်မျိုးပဲတွေ့ဘူးသေးဒီနေ့တော့ဒိတ်တွေနဲ့ကြီးတွေ့နေရတယ်နော်ဟိုးဇလင်းသွားတော့လဲဘာတစ်ခုမှအဆင်မပြေဘူးဇလင်းတင်းကပြောလို့ရတယ်နော်ရောက်ကြတဲ့ကရင်ကားပေါ်ဆင်းလိုက်တဲ့နေစရာနေရာမရှိသေးဘူးကျိုးပင်းထားတာအဲ့ဒါကြားလာပြီအဲ့ဒါပေးထားတဲ့တရားပွဲလဲကြားလာပြီဟိုရောက်တော့တရားဟောမယ်လို့တော့ပါမင့်မရသေးလို့တဲ့တညပြက်အဲ့ဒီကနေစလွဲတာအကုန်လွဲချွဲသာလာခဲ့ရောတခုမှအဆင်မပြေဘူးအဲ့တော့စလင်းကလည်းမြန်မာနိုင်ငံတနိုင်ငံလုံးမှာသူကနံပါတ်1ချိတ်သွားတယ်အဆင်မပြေဆုံးမျိုးအခုဒီမှာလာပြန်ပြီနောက်တစ်နော်ဒီလောက်သင်ရတာတော့တစ်မျိုးမှမရှိသေးဘူးခန္ဓာဘယ်နှပါးရှိတော့ဘယ်သူတွေမှာရှိတာလဲအေးအဲ့ဒါသမုဒိနယ်လေးမှာတော့သဟဇာတဖြစ်အောင်ဒီလိုလေးတော့ဖြေတတ်အောင်မှာပေါ့နော်ဒီခန္ဓာကဘယ်မှာရှိတာလဲယူရောမှာရှိတာယူဘက်ခန္ဓာဆိုတဲ့ယုတ်တရားကြီးရှိမရှိရှိပါဘူးယုတ်ဘယ်သဘောရှိလဲဘာလို့ဖောက်ပြန်တာလဲစံကျင်ဘက်တွေစုထားလို့အဲ့ဒီစံကျင်ဘက်စုထားတဲ့ယုတ်တရားကြီးဘယ်မှာရှိကိုယ်ခန္ဓာမှာရှိတော့သူများယုတ်တွေဖောက်ပြန်နေတာသိရမလားကိုယ်ယုတ်ဖောက်ပြန်နေတာသိရမှာအဲ့တော့ဘယ်ယုတ်ပဲကြည်ဘာတွေ့ရမလဲဖောက်ပြန်တာတွေ့ရရှင်းတယ်နော်အဲ့တော့သူ့အလုပ်ကဖောက်ပြန်လိုက်ပျက်စီးလိုက်ဘာဖြစ်လဲဖောက်ပြန်လိုက်ပျက်စီ
ဖောက်ပြန်လိုက်ဖောက်ပြန်ပူလာလိုက်အေးလာလှုပ်လိုက်ငြိမ်လိုက်ဆိုတော့လှုပ်တယ်ဆိုတာဖောက်ပြန်တာငြိမ်သွားပြီဆိုတော့လှုပ်တာပျက်စီးသွားရှင်းသလားတနည်းအားဖြင့်ပြောဖြစ်လိုက်ဖြစ်လိုက်ရုပ်ကမြဲသလားအဲ့မမြဲတဲ့ရုပ်ဘယ်သူစီမှာရှိအဲ့တော့ဘယ်သူရုပ်ဖြစ်ဖြစ်ဖောက်ပြန်တယ်ရုပ်မှန်ရင်ဒါဖြင့်လူရုပ်နတ်ရုပ်ခွေးရုပ်ကြောင်ရုပ်ဘယ်ရုပ်ကောင်းလဲဘယ်ရုပ်ရရသိကြသလားဒါဖြင့်အခုငါတို့လူရုပ်ကြီးရထားတော့ဘာဖြစ်နေလဲဒါဖြင့်အဲ့ဒီဖောက်ပြန်တဲ့သဘောဟာယောက်ျားဖောက်ပြန်တယ်လားမိန်းမဖောက်ပြန်တယ်လားဘယ်သူကဖောက်ပြန်တယ်လဲရုပ်ကဖောက်ပြန်တာအဲ့ဒီထဲမှာယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါပါသလားသေချာလို့ဘယ်ရုပ်ဖြစ်ဖြစ်ဒါဖြင့်ငါတယောက်တည်းဖောက်ပြန်နေတာလားအားလုံးတော့ကဲကြီးတဲ့ရုပ်ကဖောက်ပြန်တာလားငယ်တဲ့ရုပ်ကဖောက်ပြန်တာဆိုလူကြီးတွေပြောသလိုပေါ့လာကြောပြီးပြန်ထတဝါကြီးမကောင်းဘူးနော်မှန်ပါဗျာကြီးတော့မကောင်းဘူးဟမ်ဗါတဲ့ကြီးတော့မကောင်းဘူးတဲ့ဆိုတော့ငယ်တော့ကောင်းသလားအဲ့ဒါဒကမကြီးကြီးမှမကောင်းတာမဟုတ်ဘူးလို့ဟမ်ရုပ်မှန်သမျှဘာဖြစ်နေလဲဘယ်ချိန်ဖောက်ပြန်တယ်အချိန်တိုင်းဖောက်ပြန်တယ်ဒါဖြင့်ရုပ်ရတာကောင်းသလားမကောင်းဘူးလားအခုခင်ဗျားတို့ရုပ်ရထားတဲ့အတွက်ဖောက်ပြန်ခြင်းတန်ကိုမခံရဘူးလားချမ်းသာသလားဆင်းရဲသလားဒါသိကြသွားပြီနော်နောက်ဝေဒနာခန္ဓာဘာလဲဝေဒနာခန္ဓာကခံစားတတ်တဲ့သဘောဘယ်သဘောခုခင်ဗျားတို့ခံစားတတ်တဲ့သဘောလေးတွေရှိလားရှိပါဗျာထမင်းစားလို့ကောင်းလားမကောင်းဘူးလေဒီနေ့ဟင်းမကောင်းဘူးတင်တယ်နော်အဲ့တော့မကောင်းဘူးလို့သိတာလဲဝေဒနာပဲကောင်းတယ်လို့သိတာလဲဝေဒနာပါဗျာနေလို့ကောင်းကြလားကောင်းပါတယ်ဗျာကောင်းတယ်ဆိုရင်ဒုက္ခဝေဒနာမကောင်းဘူးဆိုရင်ခုခင်ဗျားတို့မှာအသီးသီးခံစားချက်တွေရှိမရှိရှိပါဗျာအဲ့ဒီခံစားချက်ကလေးတွေကမြဲသလားမြဲပါဗျာကိုပိုင်သလားမှန်ပါဗျာခင်ဗျားတို့အလုံးမိမ့်မယ်ကိုယ်စိတ်ထဲရှိတဲ့အတိုင်းပြေဒုက္ခဝေဒနာလိုချင်လားဒုက္ခဝေဒနာလိုချင်လားအကုန်လုံးလိုချင်တာဒုက္ခဘယ်သူမိတ်လိုက်ဒုက္ခဒါကတော့မလိုချင်ဘူးဆိုရင်အရိယာဖြစ်နေလို့ပဲဟင်ဒီအရိယာပါလားပါရင်လဲတောင်းပါမှာလဲလို့ပြောဘာလို့ဆိုကျွန်တော်ဟောတာပုထုဇဉ်ဟောတာဖြစ်တဲ့အတွက်အရိယာမပါဘူးရှင်းသလားအရိယာပါနေရင်တော့အရိယာချွင်းချက်ပေါ့ရှင်းတယ်နော်ခုခင်ဗျားတို့ပုထုဇဉ်မှန်ရင်ဒုက္ခကြိုက်လားဒုက္ခကြိုက်မအောင်မယ်နော်ဒုက္ခပဲကြိုက်တယ်ဟုတ်ကဲ့လားဟဲ့ချမ်းသာမှဆင်းရဲမှသိသလားဘယ်လိုဖြစ်နေကြဟမ်သူတို့ရိုးရိုးဖြောင်းဖြောင်းမသွားခြင်းအပြစ်ပြောမလို့မဟုတ်ဘူးခန္ဓာအရှိမြင်အောင်ကြည့်မလို့နော်အဲ့တော့ဟိုစကလုံးကလည်းမသုံးလို့မဖြစ်တော့မရှိတာထက်မသိတာထက်ကိုမသိကျင်တာပိုခက်တယ်အဲ့ဒီမသိကျင်တာထက်ကိုသိကျင်အောင်ဆောင်းနေတာပိုခက်တယ်ခုခင်ဗျားတို့အဲ့ဒီအဆင့်ကိုရောက်နေပြီဘာဖြောင်းဖြောင်းမဖြေရဲဘူးဖြစ်နော်ဒါဆိုတကယ်သိတာမဟုတ်လို့အဲ့တော့ကိုယ်ခန္ဓာကိုယ်ရှိကိုယ်သဘောကိုကိုယ်သိချာပြန်ကြည့်ရင်ငါတို့တသံတရားလုံးမှာချမ်းသာရှာခဲ့ဘာရှာခဲ့တာချမ်းသာရှာခဲ့တာအစားကောင်းအတောက်ကောင်းစားမကောင်းတာကြိုက်လားစားကောင်းတာကြိုက်အခုစားလည်းမကောင်းတာကြိုက်လားကောင်းတာကြိုက်လားကဲနေရထိုင်ရခြုံရတာယုံရတာဘောမကောင်းတာကြိုက်လားကောင်းတာကြိုက်လားအဲ့ဒါပဲလီဝေဒနာဆိုတာဦးသိန်းပြောချင်တာဒီရောက်အောင်တော်တော်လုပ်နေရခင်ဗျားတို့ကရှင်းတယ်နော်အကောင်းကြီးကြိုက်ခဲ့ဒါပေမဲ့အကောင်းရှိသလိုဒုက္ခဝေဒနာရှိသလိုသူကလည်းသဘောတူလားဆန့်ကျင်ပဲ
ကြည်နော်ဒုက္ခလို့ပြောနိုင်တာကိုကဒုက္ခဘာရှိနေလို့လဲမနေ့ကစယုံလေးစခဲ့တာမသိတာဘာခေါ်လဲအဝိဇ္ဇာပါဗျာအဝိဇ္ဇာအမှားမသိတာလားအမှန်မသိတာလားမနေ့ကအဲ့ဒါလေးစယုံလေးစခဲ့တာနော်အဲ့ဒါလေးကိုဦးဇင်းတို့အဖြေထုတ်ကြည့်အောင်တချို့ကအဝိဇ္ဇာသည်အမှန်တော့မသိဘူးတဲ့ဘာတော့သိတယ်အမှားတော့သိတယ်တဲ့သူကဒီလိုပြောတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့သင်္ခါရလှုပ်တော့ကောင်းမှုလှုပ်လားမကောင်းမှုလှုပ်လားဆိုတော့ထပြေးလိုက်တယ်မကောင်းမှုလှုပ်တာပါဗျာနောက်မှမျက်နှာထားပြောင်းလိုက်တော့မှမဟုတ်ဘူးတဲ့ကောင်းမှုလည်းလှုပ်တယ်ဗျာနော်မနေ့ကဒီလိုမဖြစ်ခဲ့ဘူးလားအဲ့ဒီဖြေကိုဦးဇင်းတို့ထုတ်တရားနာတဲ့နေရာမှာစိတ်ထဲမှာရှင်းထားပြီးတော့ရိုးရိုးဖြောင်းဖြောင်းနာပါအဲ့ဒီတော့မှသူတော်ကောင်းတို့ယင်ထဲမှာဆွဲမြဲမှတ်မိတယ်ရှင်းသလားနောက်ကခင်ဗျားတို့မှတ်ထားတာတွေအကုန်လုံးနောက်နေ့ကျရင်ကျောင်းဘဝအကုန်ချထားခဲ့ဗလာနဲ့လာခဲ့ရှင်းလားအခုဟောခဲ့နေတာအဲ့ဒီမသိသတိကြောင့်ခက်နေတာဟုတ်ပြီနော်အဲ့တော့အဝိဇ္ဇာမသိဘူးဘာမသိတာလဲမေးရင်ဒီမှာကြည့်လက်နှချောင်းလက်ညိုးနဲ့လက်ကလေးထောင်ထားတာတွေ့လားဘယ်လက်ကတိုးနေတော့လက်ညိုးကတိုးလက်ကလေးကမြင်နေနော်တိုးသလားရှိလားဘာမှပြောလို့မရဘူးတစ်ချောင်းနဲ့ထောင်ထားတာဟုတ်ဒါဖြင့်လက်ညိုးဘာကြောင့်တိုးတာလဲလက်ကလေးရှင်းနေလို့လက်ကလေးဘာကြောင့်ရှည်ရတယ်လက်ညိုးတိုးလို့ရှည်ရတယ်ဟုတ်လားပြန်မလက်ညိုးဘာကြောင့်တိုးရတယ်โอเคလက်ကလေးဘာကြောင့်ရှည်ရတယ်ဒါဖြင့်ဟောတာအမှားလို့ဆိုရင်ဟိုဟာကအမှန်ပေါ်နေပြီအမှားလည်းမသိဘူးမှတ်ထားအဝိဇ္ဇာအမှားလည်းမသိဘူးတခုသိရင်အကုန်ပေါ်သွားပြီရှင်းလားဟောတာအမှန်กว่าလို့ဆိုရင်ဟိုဟာအမှားပဲဆိုတာပေါ်နေဒါမို့ရောက်ရမှာအမြဲတမ်းသတိပေးခံရပါတယ်ဘုန်းကြီးတရားဟောရင်လွတ်အောင်ဟောတယ်ဟုတ်ပြီနော်လွတ်အောင်ဟောဆိုငါတော့လွတ်အောင်တရားပြောတာပဲမတရားတဲ့ဟာတွေကသူ့အတူပေါ်ကုန်တာမတတ်နိုင်ရှင်းလားတရားဟောရင်မတရားတာပေါ်နေပြီသူ့အတူမလုံလို့ပွင့်တာတော့ငါလည်းမတတ်နိုင်ရှင်းလားသဘောမပေါက်သလားအမှားပြောရင်အမှန်ကပေါ်နေအမှန်ပြောရင်ဒါမို့အဝိဇ္ဇာမသိဘူးဆိုတာဘာမသိတာလဲအမှားလည်းမသိဘူးအမှန်လည်းမသိဘူးအမှားမှန်ကိုမသိတာဘာခေါ်လဲအကောင်းဆိုးလဲအကြောင်းကျိုးလဲရှင်းသလားအဲ့ဒါမှတ်ထားအဝိဇ္ဇာဆိုတာဘာမသိတာဆိုအမှားလည်းမသိဘူးနောက်ဖြေတတ်ပြီလားသဘောမပေါက်သလားဦးစင်းဖြေခိုင်းလို့ဖြေတာမဖြစ်စေနဲ့အိမ်ရောက်ရင်ပြန်စဉ်းစားအောင်ဟုတ်ပြီနော်ဥဒုမင်္ဂလာလာပြောသွားလို့ငါတို့လက်ခံလိုက်ရတာအဲ့ဒါမဖြစ်စေနဲ့ဦးစင်းပြောသမျှကိုအိမ်ရောက်ရင်ကိုယ့်ကိုဝေဖန်ကြည့်ပါဦးရှင်းသလားအမှားလို့သိရင်မှန်လည်းသိသွားပြီအကောင်းလို့သိရင်သူခင်ဗျားတို့ကုသိုလ်အကုသိုလ်သိလားကုသိုလ်ဆိုတာဘာလဲအဲ့မှာနာဘူးတဲ့လူတွေတော့ပါတယ်တရားနာဘူးတဲ့လူတွေတော့ပါတယ်ဒါပေမဲ့မနာဘူးတဲ့လူတွေကများနေတော့ဘောချက်နော်နာဘူးတဲ့လူတွေကတော့သိတယ်လောဘဒေါသမောဟမပါတဲ့အလုပ်ဟာကုသိုလ်ဒါနပဲလုပ်လို့သီလပဲလုပ်လို့ဘာဝနာပဲလုပ်လို့ရောင်းဝယ်ဖောက်ကားမှုပဲလုပ်လို့ကြိုက်တယ်လို့လောဘဒေါသမောဟမပါရင်ကုသိုလ်ရှင်းလားဈေးရောင်းနေကုသိုလ်ဖြစ်အောင်ရောင်းလို့ရတယ်ငါဆိုင်လာဝယ်တဲ့လူအားလုံးချမ်းချမ်းသာသာလိုချင်တာရကြပါစေအစဉ်ပြေပြေသုံးနိုင်ကြပါစေလိန်ချင်းကောက်ချင်းမရှိပဲနဲ့လာဝယ်တဲ့ဟောတာလေးကကောင်းတယ်ဟောတာလေးယူတာဟောတာလေးဒါမကောင်းဘူးဒါမကောင်းမှန်မှန်ကန်ကန်စေတနာထားပြီးရောင်းကုသိုလ်ဖြစ်နေရှေးတုန်းကမလူတတ်ရင်ဈေးရောင်းဒီလိုတာပြောတာအခုဆိုရင်တော့မခိုးတတ်ဈေးရောင်းပေါ့ရှင်းလား
အဲ့ဒါပဲဒါဖြင့်ဈေးရောက်လဲကုသိုလ်ဖြစ်အောင်ရောင်းလို့မရဘူးလားပွဲစားလုပ်ရင်ရတယ်ရောင်းသူလည်းအဆင်ပြေအောင်ဝယ်သူလည်းအဆင်ပြေအောင်နှုတ်နှစ်ဖက်အကျိုးရှိအောင်ဆိုတဲ့စေတနာလေးနဲ့လုပ်ဘာဖြစ်နေကုသိုလ်ဖြစ်ငါကတော့ကံပေးတဲ့လောက်ပဲယူမယ်ဘယ်သူပေါ်မှာလဲပွဲညွန့်မခုတ်ဘူးဟမ်ဘယ်ပေါ်မှာလဲမလီဘူးမဝိုက်ဘူးရှင်းလားသဘောပေါက်သလားဒါဖြင့်ကုသိုလ်ဖြစ်အောင်လုပ်လို့ရမရဒါဖြင့်ဒါနသီလဘာဝနာလုပ်မှကုသိုလ်ဖြစ်တာလားဘာလုပ်လို့ကုသိုလ်ဖြစ်အောင်လုပ်လို့ရလားဘာလုပ်လို့ရှင်းလားအလုံးနားလဲသလားဒါဖြင့်တရားရှိမကောင်းမှုလုပ်ကြမလားကောင်းမှုလုပ်ကြမလားမကောင်းမှုလုပ်ကြမလားကောင်းမှုလုပ်ကြလုပ်ပါရဲရဲတင်းတင်းဖြေစမ်းပါမကောင်းမှုလုပ်ကြမလားကောင်းမှုလုပ်ကြမလားတသံတရားလုံးကကောင်းမှုနဲ့မကောင်းမှုဘယ်ရင်းများလဲလောဘဒေါသမောဟပါတဲ့အလုပ်ဆိုရင်မကောင်းမှုအကုသိုလ်ရှင်းသလားဒါဖြင့်ခင်ဗျားတို့ကျတို့လုပ်ခဲ့သမျှအလုပ်ထဲမှာလောဘဒေါသမောဟမပါတာနဲ့ပါတာဘယ်ရင်းများလဲဟေးတန်တရားတစ်ခွင်လုံးမှာတို့ကအမှားကြီးမှားခဲ့ဒီနေ့အထိလဲမှားနေတော့မယ်ဒီကရှိတော့ကဲတသံတရားလုံးလဲတို့ဘာဖြစ်ခဲ့ပြောအားလုံးပြောစားတက်ညီလိုက်ကြည့်တသံတရားလုံးလဲမှားခဲ့ပြီဒီနေ့အထိလဲဒီကရှိအဲ့ဒါဖြီးမအောင်ပါဘုရားဆိုရင်တော်ကြဆိုဆက်ဟောမယ်အဖို့ကရှင်းသလားဒီရရှိတော့မမအောင်ကြိုးစားတော့မယ်ဘုရားဆိုမှတရားဆက်ဟောလို့ဖြစ်မှာပေါ့ဟမ်ရှင်းသလားဟမ်မှားပြီးရင်မှားတာတသံတရားလုံးဖန်ခဲ့သလားမှားခဲ့အဲ့ဒါရေးရဲပြောဘာမှမဘူးနဲ့ရှက်เสียလည်းမလို့ဘူးကြောက်เสียလည်းမလို့မှားတာဒီမှာသက်သေပြနေဒီခန္ဓာကြီးရထားတာသက်သေပဲဟင်မှားခဲ့လို့ရထားတာပေါ့ဗျဒီခန္ဓာဘာသစ္စာဒီလိုကြဖြေရတယ်ဒါဖြင့်ဒါကြီးငုတ်တုတ်ရထားတာဒါအမှားသက်သေကြီးမဟုတ်ဘူးလားဒါဖြင့်တသံတရားလုံးလဲဒီနေ့အထိလဲမှားနေတော့မဲ့ဒီကရှိတော့ရှင်းသလားမအောင်မယ်ဆိုရင်တော့မနေ့ပြန်ကျေးဇူးပြုပြီးမကြွခဲ့ပါနဲ့အာပေါက်တာပဲဖတ်တယ်ရှင်းသလားဟဲ့ကောင်းပြီအဲ့တော့ဒီမှာကြည့်ဝေဒနာမှာချမ်းသာတယ်လို့ပြောနိုင်တာဘာရှိလို့ဆင်းရဲရှိရင်ချမ်းသာတယ်လို့ပြောနိုင်တာဒုက္ခလို့ပြောနိုင်တာဒါဖြင့်သူလည်းသဘောတူလားဆန့်ကျင်မဲ့လားဒါဖြင့်သူလည်းဖောက်ပြန်ပြီးတော့ပျက်စီးမှာမြဲသလားမမြဲဘူးလားသူခင်ဗျားတို့ခန္ဓာလေးမှာဝေဒနာမြဲသလားမမြဲပါဘူးဗျာဖြစ်ဒုက္ခဝေဒနာလည်းဖြစ်ပြီးရင်ဖြစ်ပြီးရင်ဒုက္ခဝေဒနာလည်းဖြစ်ပြီးရင်ဘယ်ဟာမြဲလဲဘယ်သူဝေဒနာမြဲတယ်ရှင်းသလားကဲလူပြည်မို့လို့ဒုက္ခဆက်တန်တရားရှိတယ်နတ်ပြည်ကြရင်ချမ်းသာမလားနတ်ပြည်လည်းဖြစ်ပြီးရင်ချမ်းသာတစ်ခါဆင်းရဲတယ်လေဆိုကြတဲ့ကရင်ဒါချမ်းသာတယ်လို့ပြောလို့မရဘူးကောင်းပြီနောက်ကတင်ညာနောက်ကဘာလဲတင်ညာပါဗျာတင်ညာဆိုတာဘောက်တာတင်ညာခန္ဓာဆိုတာမှတ်သားတာသူခင်ဗျားတို့မှာမှတ်တတ်တဲ့သဘောရှိမရှိရှိပါဗျာနေမေးကြကြံသေးတယ်ဝေဒနာခင်ဗျားတို့မှာရှိလားရှိပါဗျာဘယ်မှာရှိလို့ဘယ်သူခန္ဓာမှာရှိတာအစင်းချင်းကြော်သွားလို့မရဘူးခင်ဗျားတို့တော့ဒါမေ့သွားမှာဆိုလို့နော်သိကြတယ်နော်ဝေဒနာရှိမှန်းကိုသိပြီလားသိပါဗျာဒါကဘယ်သူမှရှိတဲ့ဟာတွေလေကောင်းပြီတင်ញဲခန္ဓာဘယ်သဘောရှိလဲမှတ်သားတတ်တဲ့သဘောကိုခင်ဗျားတို့မှတ်တတ်တဲ့သဘောကိုရှိလားရှိပါဗျာဒါပါအောင်လေးတို့ဒါကဘာလို့ထားဘယ်မှာရှိတယ်ကိုခင်ဗျားတို့ကိုယ်တိုင်ရှိနေတာနော်သိကြသလားအဲ့ဒီမှတ်တဲ့ထဲမှာအကောင်းတွေကြီးမှတ်တာလားအဆိုးတွေကြီးမှတ်တာလားအကောင်းရောအမှားတွေကြီးမှတ်တာလားအမှန်တွေကြီးမှတ်တာလားပါလာပြီစေတုတ္တရာပါလာပြီနော်ဒီလိုဖြစ်ရမှာဟမ်အမှားလည်းမှတ်ခဲ့တယ်အမှန်လည်းအကောင်းလည်းမှတ်ခဲ့တယ်သ
သိကြတယ်နော်တောင်းမို့တို့တရားအထုတ်တဲ့ခါကျပြောတယ်လေတရားမှတ်နေတာတရားမှတ်နေတာပြောဘူးလားခုတရားကိုထိုင်ပြီးတော့ကိုတကူတကမှတ်နေရတယ်ဆိုတော့ငကိုကဘာတွေမှတ်နေလို့ရှင်းသလားဒီမှာကြောင်းလာပြီးတော့သာသေချာအားထုတ်ခြင်းမရှိရင်ကြံတဲ့နေရာတော့မတရားတာလေးကြီးမှတ်နေရှင်းလားအဲ့ဒါကြောင့်မို့ကိုဘာလို့ရတော့တရားမှတ်ရတာရှင်းသလားအဲ့ဒါတချို့ကပြောတယ်ရတဲ့မလေးသွားတဲ့ကြောင်းသွားအားထုတ်မှတရားမဟုတ်ဘူးတဲ့အိမ်အားထုတ်လဲတရားပဲတဲ့ဆိုတော့ तू ကအိမ်ဘလို့အားထုတ်နေဆိုတော့ဖျားစင်ရှိငုတ်တုတ်ကလေးထိုင်မျက်စိလေးပဲပြီးဟေးအောက်ကထမင်းကိုကြည့်လိုက်ကြအောင်နော်ဆုံးကလိုက်ဆုံးလောက်လိုက်အောင်နော်ချင်းမောင်ရွက်သင်ထားလိုက်ငါမထားခင်ဟောတရားထိုင်နေတာတဲ့ရှင်းသလားမှတ်လို့ရသလားဘယ်နဲ့လို့ရမအိမ်မှာကိုယ်အလုပ်တွေနဲ့ဟိုကပြောင်းဆန်နေတဲ့ဥစ္စာဟိုကမြည်ရတက်လာပေါင်းပေါ်ထိုင်ဟောဒီကလေးနဲ့တော့တော်ပါပြီရှင်းသလားအဲ့ဒါကြောင့်တရားရှိတဲ့နေရာတရားလာမှတ်ရတာအဲ့တော့ပြောလိုက်ဟုတ်တယ်ကျုပ်ကအိမ်မှာမနိုင်လို့ကြောင်းသွားမှတ်မလို့ရှင်းသလားဒါမှတ်တာရိတ်သားတွေခုခင်ဗျားတို့ဒီခေတ်ကတော်တော်ကံကောင်းတာဟိုးတော့ကတရားလိုချင်တဲ့လူကကမ္မထမ်းအားထုတ်နေတဲ့ပရိပတ်တိဓမ္မတွေကိုတောနဲ့တောင်နဲ့လိုက်ရှာပြီးနီးခံအဲ့တော့သူတို့ကလည်းတော်တော်နဲ့ပြောတာမဟုတ်ဘူးသူတို့ကိစ္စမပြီးမပြောဘူးဆိုတော့တော်တော်နဲ့နီးမရခုခင်ဗျားတို့မှာကြတော့ဒါကျေးဇူးရှင်ဘုရားဆရာဘုရားကြီးရဲ့ဂုဏ်ကျေးဇူးတွေနဲ့အလွယ်တကူအခုယုံနာနေတောင်သိလို့ခန္ဓာ၅ပါးတွေတောင်ကြားရှင်းသလားအဲ့ဒါပေါ့နေကြမလားကြိုးစားကြမလားခုခင်ဗျားတို့ထမင်းလုတ်ကိုအလွယ်ခွဲရတာပါပဲပါဇက်နာဒီထည့်ပေးထားတာအဲ့ဒါမှမဝါကျင်ဘူးဆိုရင်တော့ရိုက်ထည့်ဘူးရှိတာရှင်းသလားဒါဖြင့်ပေါ့နေကြမလားကြိုးစားကြမလားပြန်နှလုံးသွင်းမယ်တင်ညာရှိမရှိဘယ်သူမှရှိတယ်ဟုတ်ပြီအဲ့ဒီတင်ညာထဲမှာအကောင်းလဲပါတယ်အမှားလဲပါတယ်ဟာဒါဖြင့်သိကြပါပြီတင်ညာကလည်းစမ်းကျင်ဘက်တွေပေါင်းထားတဲ့အတွက်သူလည်းဟောက်ပြန်တယ်ရှင်းသလားဘာလို့ဆိုအမှတ်ကမှန်တာရှိသလိုမှားတာလည်းရှိတယ်ငယ်လေးတွေကရိုးရာမှတ်ထားတဲ့လူတွေကတော်တော်နဲ့ကိုယ်တာမပြောင်းနိုင်ဟမ်ဟောတာနဂရောသိရင်ဒေအိုးပဲဗါတယ်နဂရောသိရင်မာတာနဂရောသိရင်ဒေအိုးပဲမဒီတဲ့နဂရောများနေလားနဂရောသိရင်ဒေအိုးမှတ်ထားပါဆိုသူများလိန်စားနေတဲ့လူကိုဟုတ်တာမှန်တာတခုမှမပေါ့ကြိုက်တဲ့နဂရောလာခဲ့ကျုပ်ကနော်ရှင်းလားအဲ့ဒါဟိုတောင်ပြုံးမှာခင်ဗျားတို့အရင်ကံပေါ့လေတောင်ပြုံးနတ်ပွဲနာနီးလေးတရားသွားဟောဒီလိုပဲပြိဿသမုပ္ပါပြောပြီးတော့နတ်ကြောသိရင်ဒေဟုတ်ပဲလူတကာလိန်စားနေတာလို့ဘသူမသိသူကိုယ်သူတော့သူသိတယ်ရှင်းလားဘာဝင်တာလို့ညာဝင်တာလို့နဲ့ပြောချင်ရရှောက်ပြောပြီးရင်ခုနဘာပြောသွားတော့သူ့မင်္ဂလာနဲ့တွေ့ပါပိတ်ရလဲမယ်ကိုပြောတာကိုမသိဘူးလားလို့ရှင်းသလားအဲ့ဒါပါပဲဘိုးတော်ရောင်ရောင်နဲ့လိမ့်စားဆိုတော့အဲ့ဒီမှာတောင်ပြုံးကပြန်တော့မယ်ဆိုတော့လဲပေါ်တက်တော့ဘေးမှာဝိုင်းနေတာမိမကြီးတွေနော်နှစ်ထပ်လောက်လဲကိုနှစ်ထပ်လောက်ဝိုင်းထားကြည့်တယ်တယောက်ချင်းခဲတော့ကုန်နတ်ကြော်တွေကြီးပဲဘုန်းကြီးဘယ်လိုလုပ်သိတယ်ဥပဒိကပြက်နေပြီတော့သူများလိန်စားနေတာ哦ပုံမှန်ဥပဒိမဟုတ်တော့အသားရေကစားမတူကြည့်လိုက်ရင်သိတယ်နတ်ကြော်ဆိုရင်ကျုပ်ကများများဝင်ရေးကြမလို့ဟောလို့လက်ညှိုးထိုးပြီးတော့ပြလိုက်လို့ရတယ်ဟာလိုက်နတ်ကြော်လို့ရှင်းလားဘာလို့ဆိုအင်္ဂဝိဇ္ဇာနီးတွေသင်ထားတယ်နော်အဲ့တော့ဟုတ်ပါတယ်ဗျာတဲ့ဘုန်းကြီးတပည့်တော်တို့နတ်ကြော်တွေပါပဲတဲ့အေးအဲ့ဒါဆိုရင်တော့ဒေဝနာနီးနေပြီလို့ဆိုတော့မမဖျားတဲ့တပည့်တော်တို့အခုရှင်ဖျားကိုလာပြီးတော့ဝန်ချတာဒီကရှိဒီအလုပ်ကိုတပည့်တော်တို့မလုပ်တော့ပါဘူးဆွန့်ပါပြီဆိုတယောက်900စီလူသွားတယ်တော့အဆင်ပြေတယ်သဘောပါလားအေးကိုကကိုသိဆုံးလို့ကျုပ်တို့ပြောလို့နတ်ကြော်မကောင်းတာမဟုတ်ဘူးကိုကမကောင်းတာကိုသိတယ်ရှင်းသလားကိုလိန်နေတာ
ကျင်းသလားဥစဉ်အဖိုးတယောက်အရက်ပြတ်သွားသလိုဥစဉ်လည်းမျိုးလိုက်ရိုးလိုက်ကိုမူးတာနော်ဟိုးအဖိုးကလည်းကြိုက်တာပဲအဖေကလည်းကြိုက်တာအဲ့တော့အဖိုးရဲ့အဖိုးကဥစဉ်တို့ရဲ့ဘေးပေါ်ဘေးကသူတော်ကောင်းကြီးဖရာတရားနဲ့ပဲအမြဲနေတာသူသား9ယောက်ထဲမှာဥစဉ်အဖိုးတယောက်ပဲတောက်အဲ့တော့အဲ့ဒီအဖိုးကို50ကျော်နေပြီတောက်တုံးမဲမို့လို့အဖေကအဘေးကခေါ်ဆုံးပါငါသားလာသမောက်ကွာမင်းကငါသား9ယောက်ထဲမှာမင်းကလည်းအထူးကျွန်းဆုံးပဲအဲ့တော့မင်းခုချိန်ထိတောက်နေတာမရှက်ဘူးလားတဲ့ဘာရှက်မှာတော့ဘေးကကိုယ့်ရဲ့ကိုတောက်တာဘယ်သူကယူဆိုင်နော်ရေသမားဆိုတယ်လို့ပဲမိုက်မိုက်ရိုင်းရိုင်းပြောတတ်ဆိုတော့အေးပါကွာဂယုမဆိုင်ဒါပေမဲ့မင်းမရှက်ပေမဲ့အဖေကရှက်တယ်အဲ့တော့ငါကွာငါ့ကိုနည်းနည်းညာတော့အဖြစ်မင်းတောက်တော့တောက်ပေါ့ကွာဒါပေမဲ့လူမသိအောင်တောက်ဟေ့ဘာဖြစ်လဲလူမသိအောင်ငါ့ကိုတခုပဲကူညီပေးပါတဲ့မင်းလုံနိုင်မလားပြောဖေးပါတယ်ဆိုတော့ဗါတဲ့လူမသိအောင်တောက်ဟာအဲ့ဒါဘူးနဲ့အဖေကျုပ်ဆိုင်သွားမတောက်တော့ဘူးကြောက်ကြိုအိုးလေးဝယ်တောက်ပလင်းလေးဝယ်တောက်သူချက်တောက်တာဟုတ်ဗျအဲ့တော့သူတယောက်တည်းပဲသူကအိမ်မှာမိမတောင်သိမကောင်းမိမလားတော့ငါအဖေကပြောထားတယ်လူမသိအောင်ဟာနော်ဟုတ်လားအဲ့ဒါအမလေးအဲ့ဒါ60လမ်းနီးမှနော်50ကျော်ကအဲ့ဒီစကားကိုဆုံးမထားတာ60လမ်းနီး59 60တဲ့ဝင်တော့မှသူကသူတယောက်တည်းတဲ့နော်ခြုံထဲမှာထိုင်ပြီးတော့ပလင်းလေးငဲလိုက်ကလော့ကွတ်ချလိုက်ဆိုတော့နောက်တစ်ခွက်ငဲတော်တော်လေးထွေလာတော့မှအရက်ခွက်လေးကိုင်းပြီးစဉ်းစားငါဖေကငါ့ကိုငယ်တုန်းကလည်းရိုက်လည်းမရိုက်တော့ဘူးနဲ့လည်းမနဲ့တော့ဘူးအဖေကအဖိုးဘေးကတရားနာနီးမှသေးတာဟုတ်ဗျအဲ့တော့အခုသူလည်းမပြောတော့ဘူးတဲ့ငါဟိုတုန်းကပြောထားတာလေးတခွန်းနဲ့ငါလည်းအဖေစကားနားထောင်တယ်တဲ့ဘယ်တုန်းကမှအဖေစကားကိုငါမဆန့်ကျင်ခဲ့ဘူးပေါ့ခတ်တီတီနဲ့အရက်သမားကနော်အဖေကပြောထားတယ်ဗါတဲ့လူမသိအောင်တော့ဒီနာငါတယောက်တည်းရှိတာဒုမှမသိဘူးဟုတ်ပြီနော်ဘယ်သူမှမသိဘူးဆိုတော့ဘယ်သူသိရောငါသိနေတယ်ဒါဖြင့်ငါကဘာတော့ဟုတ်ဗျာအဲ့တော့မှပလင်းကြီးထားပေါက်ကတော့အဖေသွားပြီးတော့သွားကြော့တယ်ပြောတယ်အဖိုးသွားကြော့ပြီးအဖေကျွန်တော်လူဖြစ်ပြီအေးတာရုရှင်းသလားအေးနတ်ကြော့လည်းလူဖြစ်အောင်လုပ်ကြရှင်းသလားဘိုးတော်ရောင်ဓာတ်ရောင်တွေလည်းလူဖြစ်အောင်လုပ်ကြဓာတ်စီးတယ်လို့နတ်စီးတယ်လို့ဘာမဟုတ်ဘူးလိန်စားနေတာရှင်းသလားလိုင်းပေါင်းစုံအကုန်လေ့လာပြီးမှတရားဟောဓမ္မဂရိကလှုပ်လာတာကြိုက်တဲ့ဘက်ကလာခဲ့နတ်ကြောဆိုရင်လည်းအမူအရာကြည့်ပြီးတော့ဂွေးရင်ရှားတာဘယ်ကောင်ငွေထွက်နိုင်တယ်လဲဒါကြည့်ပြီးမှနတ်ကရာအမလေးသင်မိသားသူမင်္ဂလာဒါတွေကုန်တတ်ရှင်းသလားသဘောပေါက်သလားအဲ့ဒါပါပဲဘသူအကြောင်းဘသူသိရကိုလူဖြစ်ပြီလားလို့မေးဦးခင်ဗျားတို့လည်းလိန်ချင်းလိန်ကြပါဒါပေမဲ့မဟုတ်လူမသိအောင်လေရှင်းသလားခိုးခြင်းလဲခိုးပါလူမသိအောင်ခိုးကြနော်ယုံဝန်တန်းနေလဲလက်စားခြင်းစားဒါပေမဲ့လူမသိအောင်စားတရားသူကြီးတွေလဲစားခြင်းစားပါဒါဖြစ်တယ်လူမသိအောင်စားကိုယ့်ကတရားသူကြီးကတော့နှစ်ဖက်စားဖို့ဗျနော်ဟိုဘက်ကလည်းစားတာပဲဒီဘက်ကလည်းစားတာပဲရှင်းနေရလဲဟိုဘက်ကလည်းယူတာပဲဒီဘက်ကလည်းယူတာပဲဒါတွေလည်းသူမင်္ဂလာအကုန်သိရှင်းတယ်နော်အဲ့တော့အားလုံးပြောလိုက်ပါမယ်ယူပါကိုစားဖို့နေရင်မပြေလဲယူတာပေါ့ဒါပေမဲ့လူမသိအောင်ယူပါရှင်းသလားယာဝတမယာဝတမဝဝတလည်းဒီတိုင်းပဲပေါ့နော်ဝါချင်ဝါကြပါမသိအောင်ဝိုက်ပါဒါပေမဲ့ဘယ်လိုဝိုက်လဲလူမသိအောင်ဝိုက်ရှင်းသလားအဲ့ဒါတနိုင်ငံလုံးဟောခဲ့တဲ့တရားပါပဲကိုယ့်အကူအဆင်ပြေသလိုကြည့်လို့ကြဟုတ်ပါလားကြိုက်သလိုသာလုပ်ပါဒါပေမဲ့မကောင်းမှုပြုတာတော့ဗါတဲ့
လူမသိစေနဲ့ရှင်းတတ်ကြလားကောင်းပါပြီအဲ့ဒီတင်ညာလေးမှတ်တာကိုမှန်အောင်မှတ်ပေးပါရှင်းသလားအဲ့တော့အမှတ်မှလည်းအမှန်မှမရှိဘူးလားဘသူတွေမှတ်နေတာလဲမှတ်တာဘယ်အမှတ်တော့တင်ညာမှတ်တာဘယ်မှာရှိတယ်သိကြတယ်နော်ဒါပြင်အဲ့ဒီတင်ညာကလည်းမှတ်တယ်ဆိုတာလူကမှတ်တာခွေးကမှတ်တာကြောင်ကမှတ်တာယောက်ျားကမှတ်တာမိန်းမကမှတ်တာလားမှတ်တတ်တဲ့သဘောကမှတ်တာလားအဲ့ဒီပုဂ္ဂိုလ်တ attva ပါသလားမှတ်တတ်တဲ့သဘောကိုမြဲသလားသူကလည်းအကောင်းဆိုတွန်တွဲနေတွန်တွဲတော့လွန်ဆွဲနေအဲ့ဒါပဲဖောက်ပြန်ပြီးတော့ပြည့်နောက်တစ်ဘက်ကသင်္ခါရဗါလဲလေသင်္ခါရဆိုတာကပြုပြင်သင်္ခါရခန္ဓာဆိုတာပြုပြင်တာအခုတော်ကောင်းတို့ထိုင်ခြင်းနဲ့ထခြင်းနဲ့လက်ကလေးလှုပ်ခြင်းနဲ့ခြေထောက်ကလေးလှုပ်ခြင်းနဲ့ရှောက်ခြင်းနဲ့သွားခြင်းနဲ့စားခြင်းနဲ့မရှိဘူးလားအဲ့ဒါသင်္ခါရခန္ဓာဘယ်သူတွေမှာရှိတယ်ဘယ်သူတွေမှာရှိလဲတပည့်တော်တို့မှာရှိတယ်ဘယ်မှာရှိလဲဟုတ်ပြီသင်္ခါရခန္ဓာဘယ်မှာရှိလဲခန္ဓာမှာရှိတယ်ဘယ်သူခန္ဓာမှာရှိတာလဲအားလုံးကိုယ့်အကိုယ်သိသလားတိုက်တွန်းစိတ်စော်တတ်တဲ့စေတနာလေးတွေရှိမရှိအဲ့ဒီစေတနာကလည်းခင်ဗျားတို့ရှိမှရှိတဲ့စေတနာဟာအကောင်းလားဆိုးလားအကောင်းကောစေတနာကအမှန်လားအမှားလားအမှားလည်းရှိတယ်တခါတလေတောင်ပြောတာပါစေတနာအမှားတွေပါစေတနာတော့စေတနာပဲဒါပေမဲ့အမှားတိုက်တွန်းမှုတွေကမှားရှင်းတယ်နော်မှန်တာရောမရှိဘူးကောင်းတာရောဆိုးတာရောခါတလေသူများကြောက်ကြမှာသိရသားနဲ့မပြော151အဖွဲ့ခွဲကြီးပေါ့လေအဖွဲ့စည်းကြီးဆိုတော့အဖွဲ့စည်းဆိုရင်ဒါလူများနဲ့လုပ်တယ်အဲ့ဒါကိုကဘေးကနေထိုင်ကြည့်နေပြီးတော့ဒီကောင်တွေပျက်စီးတော့မှာပဲဒါဆိုရင်မှားတော့မှာပဲသိတယ်တည်တဲ့နဲ့မပြောဘူးပြက်သွားတော့မှငါပြောငါထင်သားမယ်ဒီကောင်အဲ့ဒါလူယုံမှာရှင်းသလားသိရသားနဲ့မပြောဘူးဆိုတာဗါလဲလူယုံမှာအဲ့ဒါသူကောက်ချစ်တာစေတနာသူစေတနာဘာဖြစ်လဲမာနေရှင်းသလားတခါတလေကိုကစေတနာစိုးရိမ်လွန်ပြီးတော့ပြောလိုက်ချင်းမှာဆိုလို့ပြောလိုက်လို့မလုပ်ဖြစ်လိုက်ဘူးမလုပ်ဖြစ်လိုက်လို့ပျက်စီးသွားတယ်ဟောဒါကြတော့စေတနာအမှားရှင်းသလားပျက်စီးမှသိရနဲ့မပြောဘူးဆိုတာကတော့ဒါတက်တက်ကြီးကိုမှားနေကျင်ရကြလားအဲ့တော့အဲ့လိုစေတနာမျိုးတွေရောမရှိဘူးလားအကောင်းလည်းရှိတယ်အမှားလည်းရှိတယ်ဒါဖြင့်သူလည်းဂျွန်တွဲနေသူလည်းဂျွန်တွဲတော့လွန်ဆွဲတော့ဖောက်ပြန်ပြီးပျက်စီးအဲ့တော့ခင်ဗျားတို့သင်္ခါရစေတနာလေးတွေရှိမရှိထိုင်လိုက်အောင်ထိုင်ကြီးပဲနေနိုင်လားငြိမ်နေပါဆိုမှလှုပ်ချင်တာငြိမ်နေဆိုလေလှုပ်ချင်တယ်ပါဗျာခုထိုင်ရတာ15မိနစ်ရဲ့အရိယာဘုတ်ပြင်ပါဆိုပြင်းနေတာတင်မလင်ခွေထိုင်တိုင်းဆိုတင်မလင်ခွေဒုတုတ်ထိုင်တိုင်းဆိုဒုတုတ်လိုက်တင်မလင်ခွေလိုက်ဒုတုတ်လိုက်ကြည့်လိုက်မျက်လွှာချဆိုသူများမျက်လွှာချတဲ့စိတ်သူကမပြီးသေးဘူးပြင်းနေတာနဲ့15မိနစ်ပြည့်သွားတယ်ရှင်းလားအဲ့တော့ပြည်ပြုခြင်းတဲ့သဘောတွေရှိမရှိဘယ်မှာရှိလဲခန္ဓာမှာရှိတယ်ဘယ်သူမှာရှိတာလဲအဲ့တော့အဲ့ဒီပြုပြင်တတ်တဲ့သဘောတွေကယောက်ျားပြုပြင်တာလားမိန်းမပြုပြင်တာလားပြုပြင်တတ်တဲ့သဘောကပြုပြင်တာလားအဲ့ဒါကိုပိုင်သလားသူလည်းဖြစ်မြဲသလားမြဲပါဗျာကောင်းပြီဝိညာဉ်နဲ့ခန္ဓာပါတယ်လေသိကြံတတ်သောသဘောပြောပါတယ်လေနှမျိုးပြောနော်တချို့ကသိတတ်တဲ့သဘောတယ်မဟုတ်ဘူးမပြည့်စုံဘူးသိကြံတတ်တဲ့သဘောသိလဲသိတတ်တဲ့ကိစ္စနှစ်ခုလို့ဒါဘာလို့ပြောရတယ်လဲဆိုတော့သူတော်ကောင်းတို့ဦးဇင်းတို့မှာခန္ဓာမှာရှိတာခန္ဓာဘယ်နှပါလဲဟောဒီ5ပါးတည်းပဲရှိဒီပြင်အဖို့ဒီ5ပါးအပြင်နောက်ထပ်ပေါင်းလို့ပေါင်းစရာရောလိုသေးလားပေါင်းလို့ရောရတယ်
ကဲဒီမှာတယောက်ရှိထားတဲ့နတ်ကတော့ကိုကြီးကျော်ဝင်ဘူးတဲ့ခန္ဓာဘယ်နှပါးဖြစ်သွား10ပါးဖြစ်ကောင်းသလားဖြစ်လို့ရသလားအဲ့ဒါပဲရှိတာဘယ်နှပါးပဲလဲ5ပါးပဲရှိတယ်အဲ့ဒီထဲကတပါးရော့လဲသိမှာပဲမထာဘာဖြစ်လဲတပါးရော့လဲသိမှာပဲတစ်ခုစီခွဲထုတ်လဲသိမှာပဲ तू ကတကွာဖြစ်၍တကွာဖြစ်ဗါတယ်တကွာဖြစ်၍ဖြစ်အတူတူတစ်ခုစီခွဲလို့ရတချို့ကယုတ်ကဒီမှာနေခဲ့တာတဲ့စိတ်ကလိပ်ပြာလေးထွက်သွားတယ်ထွက်လို့ရလားထွက်ရင်အဲ့ရလောင်ပြစ်လိုက်တော့ရှင်းသလားရုပ်ကိုမပုတ်မသုံးအောင်စောင့်ရှောက်နေတာကနံဒီနံကိုအစင်မပြတ်အောင်ထိမ့်ပေးတာကရုပ်အပြန်အလှန်မီးနေတာရှင်းသလားရုပ်မရှိဘဲနဲ့လည်းနံရက်တီလို့နံမရှိဘဲနဲ့လည်းရုပ်ရက်တီလို့အပြန်အလှန်ဒီမှာကံမစရုပ်ပေါ်မှီဖြစ်ရတာခင်ဗျားတို့ရှင်းသလားအဲ့တော့ခံစားရင်ဘယ်သူခံစားလာလဲဝေဒနာမထာဘာခံစားရင်ဘယ်သူခံစားလာလဲမှတ်သားရင်ပြုပြင်ရင်သင်္ခါရသိရင်ကြံရင်စိတ်ဘုခင်ဗျားတို့အသိရောမရှိဘူးလားရှိပါဗျာဒါပါရောင်လေးလို့အနီရောင်လို့သိအနီရောင်လေးလှလိုက်တာဆိုတာကြံတာဟုတ်ပြီနော်သိတာဘယ်သူကသိတယ်ဝိညာဉ်နဲ့ခန္ဓာကြံတော့ဝိညာဉ်နဲ့ခန္ဓာကပဲကြံအနီရောင်မမြင်ဘူးပဲနဲ့အနီရောင်အကြောင်းကြံလို့မရဘူးအစိမ့်မမြင်ဘူးသေးပဲနဲ့အစိမ့်ကြံလို့မရပါဘူးဗျာဟိုးအင်္ဂလန်နိုင်ငံလန်ဒန်မြို့ကပီဇာမုတ်သိကောင်းတယ်စားကျင်လားစားကျင်ပါဘူးဘာလို့ဆိုမြင်လည်းမြင်ဘူးစားလည်းမစားဘူးရှင်းသလားသိကောင်းတယ်ဆိုတာကိုတော်ပြောတာဟုတ်လားမဟုတ်လားမသိဘူးလေဒါမှမဟုတ်ရွာစေတုဒ္ဒရာမြို့အရှိပိုင်းကမုတ်စီကျော်တော်ကောင်းတယ်ပြောတယ်အဲ့ဒါကြောင့်ဘယ်လိုဒါစားဘူးတဲ့ဟာကြတော့စားကျင်တယ်ငါအခုတော့စားကျင်လာပြီတရားဟောတယ်ဗိုက်စားရှင်းသလားဘာလို့ဟိုပီဇာမုံတော့မလွမ်းပါဘူးဟုတ်ဆိုတော့မမြင်ဘူးပဲနဲ့ရှင်းသလားစားလည်းမစားဘူးတော့စားကျင်သလားအခုကြံတယ်ဆိုတာလည်းမမြင်ဘူးတာကြံတာလားမြင်ဘူးတာကြံတာမကြားဘူးတာကြံတာလားကြားဘူးတာကြံတာလားကြံလုံးလေးတွေမရှိဘူးလားအဲ့တော့ကျန်တော့အခုတရားထိုင်နေတယ်အခု15မိနစ်တရားထိုင်မှာဆိုတော့ဟောတော့အဲ့ကျမှသတိရတယ်ငါတစ်တာတော့မခတ်ခဲ့ရဘူးဟမ်အဲ့တော့စိတ်ကပဲရောက်သွားဒါဆိုလူကဒီမှာစိတ်ကအိမ်မှာဆိုရင်အာသုဘပို့ပလိုက်မှာနော်ဟမ်အိမ်ပြန်ရောက်သွားတာလားအိမ်အကြောင်းကြံနေတာအဲ့ဒါပြောချင်တာခင်ဗျားတို့ကဒီမှာဒီတရားကိုရွေးတာတခြားမဟုတ်ဘူးစေတုဒ္ဒရာမြို့ရောက်လာတယ်အေးချမ်းမှုနဲ့ဒူအားလုံးအေးအေးဆေးဆေးနေကြထိုင်ကြတာကိုတွေ့တော့ဦးသိမ်းမှာဘာလေးအကြံဖြစ်လာလဲတခြားမြို့တွေမှာဒါမဟုတ်ဘူးဇတ်တော်တွေဟောပြီးတော့စိတ်ဓာတ်ပြုပြင်ရေးတွေနိုင်ငံရေးတွေလက်ဟောနေရတာအခုချိန်မှာပြုပြင်ရေးတွေလုပ်နေရကိုဒီမှာတော့မလုပ်ဒီမှာဘာလဲဆိုတော့အေးချမ်းနေတဲ့မြို့ကလေးမှာအေးချမ်းမှုနဲ့အတူတရားကိုထိုးထွန်းသိစေခြင်းလို့အမတန်ခေါ်ရနာရခဲတဲ့အလုတ်ပေးကိုခင်ဗျားတို့ဟောနေတယ်ရှင်းလားတရားစကားကြီးခင်ဗျားတို့ဘလောက်ဖွင့်ထားထိုးထွန်းသိအောင်ဟောမထားသိကုန်မသိရှင်းလားအဲ့တော့ကြံတယ်ဆိုတာဘယ်ကြံတာဝိညာဉ်နဲ့ခန္ဓာကကြံဘယ်ထဲမှာကြံတာခန္ဓာထဲမှာကြံခင်ဗျားတို့ဓာရဘယ်နှပေါက်ရှိလဲ9ပေါက်လားတယ်နော်ဟုတ်ပါတယ်9ပေါက်ရှိတာတော့မှန်တယ်ဒါပေမဲ့တရားအလုပ်လုပ်တဲ့အခါတရားအတွက်အသုံးပြုမှာက6ပေါက်အဲ့ဒီ6ပေါက်ကလည်းခွဲပုံကိုကြည့်ပါနော်အားလုံးနားထောင်ပါနော်ဒါကမျိုးရွာမှာဦးဇင်းတို့ဖြေသံနေကြားခဲ့ရတယ်မှားပြီးတော့ဖြေတာတွေလည်းရှိတယ်မသိလို့ဖြေတာလည်းရှိတယ်တချို့ကသိလျက်နဲ့ဖြေတာလည်းရှိတယ်နီးမျိုးစုံရှိပါတယ်သို့တော့ဘယ်လိုပဲရှိဦးဇင်းတို့မှာဒီလိုပြောလာပြီးဆိုရင်ဖြေကြရမယ်သဘောလေးတွေရှိတယ်
နော်ရှိတာ9ပေါက်ရှိတာဟုတ်တယ်နော်နေဦးမကြီးနဲ့ဒါကြီးစရာမဟုတ်ခဏလေးအရေးကြီးလို့ပြောမှာဘယ်နှပေါက်တော့9ပေါက်ရှိတယ်9ပေါက်ရှိမျက်လုံး2ပေါက်နား2ပေါက်ဟုတ်လားနှာခေါင်း2ပေါက်မရှိဘူးလားရသဆိုပြီးတော့အားလုံးဘယ်နှပေါက်ရှိတယ်9ပေါက်ဒါပေမဲ့အခုဖျားဟောတဲ့ဓွာရာအခုပရိစ္ဆသမုပ္ပါတရားအရသာမှာဆိုရတာမရှိဘူးလားမျက်စိနာလျှာကိုယ်စိတ်ဓွာရာ6ပေါက်ထဲယူထားတယ်ဘာလို့6ပေါက်ထဲယူထားသလဲမေးဒီဓွာရာဆိုတာကပုံမှန်ကအပေါက်ပေါ့နော်တကားပေါက်ပေါ့အခုဖျားသုံးတဲ့ဒီဓွာရာ6ပေါက်ဆိုတာကအာယုံဝိညာတကားပေါ့ဘာလဲလဲမထနော်ဘာလဲလဲဟုတ်ပြီမျက်စိဒီမှာ2ပေါက်ရှိတယ်သို့တော့မျက်လုံးနှလုံးရှိပေမဲ့မျက်စိဘာလို့တတ်တယ်မြင်တတ်တယ်မထမျက်စိဘာလို့တတ်တော့ညာပဲမျက်လုံးအောင်ဘယ်ပဲမျက်လုံးအောင်ဒါမို့2ပေါက်ရှိပေမဲ့1ပေါက်သေးပဲသူလက်ခံတဲ့အာယုံကတစ်မျိုးတည်းဖြစ်နေတဲ့အတွက်သူ့ကို1ပေါက်ချင်းယူနားဘာလို့တတ်တယ်ဘာကိုကြားမှာလဲညာပဲနားကရောဘာကိုကြားလဲဘယ်ပဲနားရောဘာကိုကြားတာလဲဒါဖြင့်နှစ်ခုနား2ပေါက်ဖြစ်နေပေမဲ့သူအလုံးလုံးတာကတစ်ခုတည်းသူလက်ခံတဲ့အာယုံကတစ်ခုတည်းကဲမျက်လုံးပေါက်ကမအားလို့နားရည်ကြည့်ထားရစမ်းပါဟမ်ရမလားသူကြံတဲ့အလုံးလုံးတတ်သလားနား2ပေါက်လုံးလုံးလုံးတာကတစ်ခုတည်းပဲကြားတတ်တာလေးတစ်ခုတည်းလုံးတတ်တဲ့နွားနား2ပေါက်ရှိပေမဲ့1ပေါက်ဒီတိုင်းပဲနှာခေါင်းလည်း1ပေါက်လျှာလည်း1ပေါက်ကိုယ်လည်း1ပေါက်ကိုယ်ဆိုတဲ့နေရာမှာကျင်ကြီးကျင်ငယ်ဆွန့်တဲ့အပေါက်တွေအကုန်ပါသွားပြီစိတ်ဆိုတာမနောပေါက်ဆိုတာမနောဟာရယဝတ္ထုအဲ့ဒါလေးပြောချင်တာဒီမှာ6ပေါက်ဆိုတော့မနောကဘာလဲဆိုတော့သူကကြံတွေးစရာအာယုဘာလဲသိစရာအာယုမျက်စိနဲ့ဆင်းတဲ့တိုက်ပါစိတ်ပေါ်အမေမဆိုးဘူးမျက်စိနဲ့ဆင်းတဲ့တိုက်တော့မြင်စိတ်ပေါ်လေမြင်စိတ်ပဲမှာပေါ့မျက်စိနဲ့ဆင်းတဲ့တိုက်ပါစိတ်ပေါ်မြင်စိတ်ပဲမှာပေါ့မျက်စိနဲ့ဆင်းတဲ့တိုက်ပါစိတ်ပေါ်မြင်စိတ်ပဲမှာပေါ့အဲ့ဒါပြဿနာတက်အောင်လုပ်တာနာတက်မဲ့ဓမ္မဂရိကလူလေလုပ်တာနော်မြင်စိတ်ပဲမှာပေါ့ဆိုတော့လက်ကိုဟိုလိုဒီလိုချရတော့ဘယ်လိုက်ပြောရမှာမဟုတ်မြင်စိတ်ဆိုတာဒီလိုပြောရင်တော့မျက်စိမှာပဲပေါ်တယ်လို့လာတော့မှာအဲ့ဒါလေးဒီလိုချလိုက်တော့မထမသေးမချင်းမထမျက်စိဘာလို့တတ်တော့ဘာကိုမြင်တာလဲအစင်းကိုမြင်တာမျက်စိနဲ့အစင်းနဲ့တိုက်ဘာစိတ်ပေါ်မြင်စိတ်ဆိုတာမျက်လုံးမှာပဲပေါ်တယ်ဘယ်မှာမှပေါ်လို့မရဘူးရှင်းသလားမြင်ရင်ဘယ်ကမြင်လဲမျက်စိကမြင်တယ်မျက်စိကလွယ်ပြီးကြံတဲ့နေရာကမနောဘာလို့တတ်တော့ဝိညာဉ်နဲ့ခန္ဓာလေးသိတတ်တယ်ကြံတတ်တယ်မနောဘာလို့တတ်တော့မထဒါမသိပဲနဲ့ခင်ဗျားတို့တရားအားမထုတ်နဲ့လကားပဲရှင်းလားမနောဘာလို့တတ်တော့သိတတ်တယ်ကြံတတ်တယ်ကိုထိမ့်သိမ့်တော့မှပြုတ်ပြင်းတော့မှဆိုတဲ့လူကဒါသိမှပြင်လို့ရတယ်ရှင်းတယ်နော်ဒါဖြင့်မြင်တာပဲရမြင်သိတော့မနောကသိတာမြင်တာကသိတော့မြင်တာကကြံတော့ရှင်းသလားဩမာဒနီကိုသိဝိမင်းကြီးကမြင်လိုက်ဟုတ်ပြီနော်ဩမာဒနီကပန်းလေးကျဲချိုက်သိဝိမင်းကြီးကဆင်ပေါ်နေမော့ကြည့်ဟာhello very pretty girl ဟမ်သိလှတဲ့မိန်းကလေးပါလားဘယ်ကမြင်လို့
ငါရရင်ကောင်းပါပဲမြင်တာကကြံတာကဒါပြင်မျက်စိကကြံတာလားမနှောကကြံတာလားမျက်စိကမြင်တာလားမနှောကမြင်တာလားမြင်တော့မျက်စိကကြံတော့ရှင်းသလားအဲ့ဒါဘာမှမဆိုင်မဲ့တို့ဆွေမျိုးသွားဆက်လို့ဒုက္ခရောက်တာမြင်စိတ်ကလေးကဖြစ်ပြီးတော့ကဲဥမာရဏီကိုမြင်နေတဲ့အချိန်မှာ तू လိုချင်တဲ့စိတ်ပေါ်လာပေါ်လာမြင်စိတ်ပေါ်တဲ့အချိန်လိုချင်တာလိုချင်တယ်လို့ပေါ်တဲ့အချိန်မြင်တဲ့စိတ်ကအဲ့ဒါမျက်စိတွေကထွက်တော့မထွက်ဘူးမလားဟုတ်လားမထွက်ကမ်းပြီမထွက်ရင်မျက်စိကမ်းပြီနောက်ထပ်ကြည့်လို့မရတော့ဘူးရှင်းသလားဒါသက်သက်လိမ့်နေတာဟမ်မင်းကမြင်ကြတဲ့မျက်စိတွေကကိုထွက်တော့မထွက်တော့တော့လမ်းမှာကားတိုက်ကုန်မယ်လို့ဒီမှာတော့ကားမတိုက်ဘူးဆိုင်ကတိုက်မှာသဘောပါသလားဟမ်ဒါသက်သက်မဲ့ဒါအမှန်ပြောတာလားလိမ့်တာလားမင်းတန်လေးနားရကိုမထွက်ရင်ကမ်းပြီအဲ့ဒီနားဟမ်နောက်ထပ်ကြားလို့မှမရတော့ပဲရှင်းသလားအဲ့ဒါခင်ဗျားတို့လူလောကကြီးဖွဲ့စည်းထားတာကမှုသားနဲ့ဖွဲ့တာဘာနဲ့ဖွဲ့တာအဲ့ဒီမှုသားနဲ့ဖွဲ့ထားတဲ့အထဲမှာအချိန်အပြည့်နေပြန်ပြီနော်မှုသားနဲ့ဖွဲ့ထားတာအဲမှာတောင်မှအလိမ်ဆုံးအချိန်ရှိသေးတယ်အဲ့ဒါဘယ်အချိန်မှအလိမ်ဆုံးအချိန်မှတ်တာအားလုံးဘုသူတရအောင်ပြောလိုက်မှာသမီးစားထားတဲ့အချိန်အလိမ်ဆုံးမဟုတ်တာအစပြီးမမှန်တာတွေအကုန်ပြောတာပဲရှင်းသလားအဲ့တော့မယူရသေးခင်တော့လောကမှာငါရည်စားအလှဆုံးနော်လောကမှာရှိတဲ့မိန်းမတွေအားလုံးဖွဲ့စကွဲမင်းသာလျင်ငါမျက်စိထဲမှာအလှဆုံးမင်္ဂလာဆောင်ပြီးနောက်နေ့ရစပြီးတော့မင်းကလွဲပြီးအကုန်လှရှင်းသလားအဲ့ဒါတယောက်နဲ့တယောက်ယောက်ျားကလည်းမိန်းမကိုဘာလို့လိမ့်နေတာပဲမိန်းမကရောလိမ့်နေတာပဲအခုလည်းပြန်ကြည့်ကိုမိသားစုလေးကိုပြန်ကြည့်ကိုသားသမီးလေးဘုံဘုံပေးတာစားရောနေဖေမသိသေးနဲ့နော်ဟမ်သဘောပါလားဟဲ့ငါပဲတပိဆိုင်သွားမလို့မင်းပြောလိုက်နဲ့ဦးဟမ်တယောက်နဲ့တယောက်လှည့်ပတ်ပြီးဘာလို့လဲလိမ့်နေတာရှင်းသလားကဲရှိသေးတော့အလုံးခန္ဓာဘယ်နှပါတော့ဒီ၅ပါးဟာဘယ်အပါမြဲလဲဖြစ်ပြီးတော့သူ့အလုံးသူလုံးသူများအလုံးလုံးသလားဒါဖြင့်ဒီခန္ဓာကြီးရထားတာချမ်းသာသလားဆင်းရဲလားဒါဖြင့်ဒီခန္ဓာရပြီးတော့နောက်ခန္ဓာကြီးထိုက်ရရင်ကောင်းမလားခန္ဓာမရရင်ကောင်းမလားခန္ဓာရရင်ဘာသစ္စာလဲအဲ့တော့ခန္ဓာရတဲ့လူချမ်းသာမလားခန္ဓာမရမှချမ်းသာမလားဒါမို့ခန္ဓာနိရောဓနိဗ္ဗာန်မှတ်ထားဗါလဲလေခန္ဓာနိရောဓနိဗ္ဗာန်အဲ့ဒီရောက်အောင်သွားဖို့မလိုဘူးလားသွားမယ်ဆိုရင်ဘု து ကိုဘု து အားကိုးကိုအားကိုးအားကိုးမယ်ဆိုသတိထားဝရိယဆိုင်ပညာနဲ့ကြည့်အချိန်ကတော်တော်လွန်နေပြီဇလန်းကိုမစားသေးဘူးနော်အဲ့တော့ဟောမှာကတော့ခန္ဓာ၅ပါးကန္နာသစ်ပင်ကိုဟောမှာအခုလဲဒီလောက်ဆိုရင်တော်တော်လေးတော့ခရီးရောက်နေပါပြီခန္ဓာကြီးကမြဲသလားမမြဲဘူးလားအချိန်မရွေးသိနိုင်တယ်သို့တော့ဒီနေ့မှတ်သွားမှာခန္ဓာဘယ်နှပါးလဲ၅ပါးဟာသူ့အလုံးသူ့လုံးယူဘခန္ဓာရဲ့အလုတ်ကိုဝေဒနာလုံနိုင်သလားတင်ညာလုံနိုင်သလားဒါဖြင့်ဝိညာဉ်စိတ်ကလေးရဲ့အလုတ်ကိုဝေဒနာတင်ညာလုံနိုင်သလားရုပ်ကလုံနိုင်သလားတိကြသူကန္နာနဲ့သူခန္ဓာဘယ်နှပါးရှိလဲဘယ်မှာရှိလဲခန္ဓာမှာရှိတယ်ဘယ်သူခန္ဓာမှာလဲအားလုံးသိကြတယ်နော်အဲ့ဒါကိုယ့်အကိုမနဲ့ပြန်သိအောင်လုပ်ခဲ့ရုပ်ကဘယ်လိုဝေဒနာဘယ်လိုတင်ညာဘယ်လိုသိအောင်လုပ်လာခဲ့လုပ်ပြီးတော့မှမနဲ့ပြန်ခရီးဆက်မယ်ရှင်းတယ်နော်အဲ့တော့အားလုံးလူဘဝဟာတန်ဖိုးရှိမရှိရှိပါဘူးတရားသိမလို့တော့ကြဟိုမှာ10မိနစ်ကျော်နေပြီလူဘဝတန်ဖိုးရှိမရှိအသုံးချရတဲ့လူတန်ဖိုးရှိ
အဲ့တော့လူဖြစ်ခိုက်မှာလူပိသအောင်ကြိုးစားဖို့သိမသိလူပိသခြင်းဘာလို့ရမှာဇာနာသီလဘာဝနာခင်ဗျားတို့စောင့်မနေတော့စောင့်နေပြီးမှမဟုတ်နော်လူပိသအောင်ဘာလို့ရမှာဒါနာသီလဘာဝနာလူဖြစ်ကြိုးနှက်ချင်ရင်တော့တန်တရားစခန်းတတ်ရမယ်အဲ့ဒီတတ်နိုင်ဖို့အတွက်မနေ့ပြန်ဆက်ဟောပါမယ်ရှင်းသလားဒီနေ့တော့ဒီလောက်ပါပဲသတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘု து ကိုဘု து ကြည့်ကိုကိုကြည့်တော့ခန္ဓာဘယ်နှပါဖြစ်ဘယ်ပါကြည့်ကြည့်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဟေကဲ့သို့သစ္စာလေးချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆာပဲကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့အချိန်ပိုသွားပြီမို့လို့နားကြစို့